จิตดองสันสุจีตัตตาลูตามยาลูสิสุงบา宁相信诺贝尔书写红山书记雷罗马曼尼奈嘎布鲁达米亚鲁西松巴宁相信诺贝尔书写红山书记雷罗马曼尼奈嘎布ပြည်သူ့တို့ကိုယ်စားလှယ်ဒေါအောင်ဆန်းစုကြည်ကြွရောက်လာပြီးဖြစ်ပါသဖြင့်အလုံးမတည့်ပြကြပါရန်ခရီးစားစွာမေတ္တာရက်ခံအပ်ပါရရှင်လူတော်ရဲ့ကျေးဇူးတော်ကြောင့်ပြည်သူ့တို့ကိုယ်စားလှယ်ဒေါအောင်ဆန်းစုကြည်တူတိုင်းမင်းနာဤသူပင်ယုံနာဝင်တဲ့ပဏိနိတိနဲ့ဒီနေ့သာတန်နဲ့လည်းပြီးတော့ကုချုံကြီးအယူရာကဖြင့်ဖြောပြရန်ဖိတ်ခေါ်ပါရဲ့ရှင်ဇင်ပီယဖွင့်မှာဝင်ရတဲ့ကဖြင့်ဖြောပြပေးပါရန်ခလေးစားစွာဖိတ်ခေါ်ပါရဲ့ရှင်
နာဖွင့်လှစ်ကြောင်းကြီးညာအပ်ပါရဲ့ရှင်မို့ဆောင်ဦးထွထွဟင်းမှ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရှင်းလင်းတင်ပြရန်လေးစားစွာဖိတ်ခေါ်အပ်ပါရဲ့ရှင်ကြွားရောက်လာကြတဲ့ကျွန်တော်တို့မိဘပြည်သူများနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များကိုကျွန်တော်ဒီနေရာနေပြီးတော့မင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပါတယ်လေးစားပါတယ်ကျွန်တော်ဦးထွန်းတော်ဟိန်မှာဒီနေ့ကျွန်တော်ပြောမယ့်ကိစ္စကတော့2008ခုနှစ်ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်ပါတယ်2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကျွန်တော်တင်ပြရင်းနဲ့တစ်ဆက်တည်းမှာပဲဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာဘာလဲဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကဘာကြောင့်အရေးကြီးတယ်လဲနောက်တစ်ချက်ကျွန်တော်တို့2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာဘယ်လိုပေါ်ပေါက်လာလဲဆိုတာတင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကျွန်တော်တို့ဥပဒေသဘောအရပြောလို့ရှိရင်ကျွန်တော်တို့ကဗရေညင်တစ်ခုပါပဲဗရေညင်ဆိုတာဘာကိုပြောတယ်လဲလို့ဒီလိုပြောလို့ရှိရင်ဗရေညင်ဆိုတာကျွန်တော်တို့နှစ်ဦးနှစ်ဖက်ပေါ့လေနှစ်ဦးနှစ်ဖက်ရဲ့သဘောတူညီချက်အခိုင်အမာချထားခြင်းကိုကျွန်တော်တို့ဗရေညင်လို့ခေါ်ပါတယ်ဒီဗရေညင်မှာကျွန်တော်တို့သတိထားမှာကတော့ကျွန်တော်တို့ဘက်နှစ်ဖက်ရှိတယ်ဆိုတာပါပဲကျွန်တော်ဘယ်ဗရေညင်ကိုပဲကြည့်ကျွန်တော်အယောင်ဝယ်ပဲကြည့်ကျွန်တော်တို့အလုတ်ကိုင်းကိုပဲကြည့်ကျွန်တော်အခြေခံဥပဒေကိုပဲကြည့်အနည်းဆုံးကျွန်တော်တို့ကသဘောတူညီရဖို့ဆိုရင်ဘက်နှစ်ဖက်ရှိပါတယ်ဒီဘက်နှစ်ဖက်စလုံးကကျွန်တော်တို့ဒီပြုလုပ်မဲ့အကြောင်းအရာတစ်ခုအတွက်ကျွန်တော်သဘောတူညီချက်ရမှာဖြစ်ပါတယ်ကျွန်တော်အလုပ်ရှင်နဲ့အလုပ်သမားဆိုလို့ရှိရင်ကျွန်တော်တို့ထိုက်တဲ့လာစာလုပ်ပြရမယ်လုပ်တောင်းဒီလိုသဘောတူညီချက်များရမှာဖြစ်ပါတယ်ထို့တူပါပဲကျွန်တော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာလည်းကျွန်တော်တို့ဟာကျွန်တော်အုပ်ချုပ်တဲ့အာဏာပိုင်များနဲ့ကျွန်တော်တို့ပြည်သူပြည်သားများဟာကျွန်တော်တို့သဘောတူညီချက်ရမှာဖြစ်ပါတယ်အစိုးရကကျွန်တော်တို့ဘယ်ပိုင်းတွေကိုတာဝန်ယူမယ်အစိုးရရဲ့တာဝန်တွေဟာဘာလို့ပြဋ္ဌာန်းပြီးတယ်လို့ကျွန်တော်ပြည်သူပြည်သားများဘက်ကလည်းကျွန်တော်ပြည်သူပြည်သားများရဲ့တာဝန်ဟာဘာပြည်သူပြည်သားများရဲ့ဆောင်ရွက်မဲ့ဝတ္တရားတွေကဘာပြည်သူပြည်သားများရဲ့အခွင့်အရေးဘာဆိုတာကျွန်တော်တို့နှစ်ဦးနှစ်ဖက်ကျွန်တော်သဘောတူညီရမှာပါဒီလိုသဘောတူညီမှလားဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေဟာကျွန်တော်နိုင်ငံတကာနိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်စွမ်းဆောင်နိုင်ပါတယ်ဥပမာလေးကျွန်တော်တို့ပြောလို့ရှိလို့ရှင်ကျွန်တော်တို့နိုင်ငံတကာနိုင်ငံဟာကျွန်တော်တို့မိသားစုတစုလို့စဉ်းစားကြည့်မယ်လို့ပြောလို့ရှိရင်အုပ်ချုပ်သူအစိုးရများဟာကျွန်တော်တို့မိဘများနဲ့တူပြီးတော့ကျွန်တော်ပြည်သူပြည်သားများဟာကျွန်တော်တို့ရဲ့မိသားစုဝင်ပေါ့လေကျွန်တော်တို့ညီကိုမောင်နှမသားသမီးများနဲ့တူပါတယ်ဒီကျွန်တော်တို့မိသားစုတစုမှာမိဘနှစ်ပါးကအလွန်ကောင်းမွန်နေတယ်လို့ကျွန်တော်တို့ဆိုရင်ကျွန်တော်ပြည်သူပြည်သားများကလည်းကျွန်တော်တို့ဒီသားသမီးများဖြစ်ကြတဲ့ပြည်သူပြည်သားများကလည်းအလွန်ကောင်းမွန်နေတယ်လို့ကျွန်တော်ဆိုကြပါစို့ဒါဆိုရင်ဒီမိသားစုဟာအလွန်ပဲကျွန်တော်တို့စိတ်ချမ်းမြေ့တဲ့တာယာပျော်ရွှင်ပဲကောင်းတဲ့မိသားစုဘဝကိုကျွန်တော်ပိုင်ဆိုင်မှာဖြစ်ပါတယ်တို့တော်လည်းပဲမိဘဖြစ်တဲ့သူကဟာငါမိဘပဲငါကြက်ရကိုလုပ်မယ်သားသမီးတွေကတာသားသမီးတာဝန်ကိုကြည်ရမယ်လို့ကျွန်တော်တို့ဒီလိုဆုံးဖြတ်ပြီးတော့ကျွန်တော်လုတ်ကင်ခဲ့ကြမယ်ဆိုရင်ဒီမိသားစုဟာပျော်ရွှင်ပွဲရာကောင်းမဲ့မိသားစုမဟုတ်ပါဘူးထို့အတူပဲမိဘဖြစ်တဲ့သူကမိဘတာဝန်ဝတ္တရားကြည်ပြင်းပြီးတော့သားသမီးတွေကသားသမီးတာဝန်ဝတ္တရားများမကြည်ဘူးဆိုလို့ရှိရင်လည်းဒီလိုမိသားစုဟာပျော်ရွှင်ပွဲရာမိသားစုဖြစ်မှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကျွန်တော်တို့မိသားစုတစုအနေနဲ့တိုင်းပြည်တစ်ခုကိုမိသားစုတစုအနေနဲ့ကျွန်တော်လေ့လာကြည့်တဲ့အခါမှာကျွန်တော်တို့ဒီအစိုးရဘိုင်းကရောကျွန်တော်တိုင်းသူပြည်သားဘိုင်းကရောကျွန်တော်တို့သဘောတူညီတဲ့နှစ်ဦးနှစ်ဖက်သဘောတူညီတဲ့သဘောတူညီချက်တွေရရှိဖို့လိုပါတယ်ဒါလို့နှစ်ဦးနှစ်ဖက်သဘောတူတဲ့ကျွန်တော်သဘောတူညီချက်တွေရရှိမှတာကျွန်တော်တို့နိုင်ငံဟာဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ပါတယ်တမိုင်းကြောင်းလေးကိုကျွန်တော်တို့ပြန်လာပြီးကျွန်တော်ကြည့်ကြမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီ2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပါအဝင်ဆိုရင်ကျွန်တော်တို့ဖွဲ့စည်းပုံဥပဒေ3ခုကျွန်တော်တို့ရှိခဲ့ပါတယ်ပထမဆုံးကျွန်တော်တို့ဖွဲ့စည်းပုံကတော့1949ခုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်ပါတယ်ဒုတိယ
ဖွဲ့စည်းပုံဥပဒေကတော့1984ခုနှစ်ကျွန်တော်ဖွဲ့စည်းပုံဥပဒေဖြစ်ပါတယ်တတိယဖွဲ့စည်းပုံဥပဒေကတော့ကျွန်တော်2008ခုနှစ်ကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ပါတယ်ဒီသုံးခုရဲ့တမိုင်းချင်းလေးကိုကျွန်တော်ပြန်ပြီးကြည့်ကြမယ်ဆိုလို့ရှိရင်1949ခုနှစ်ကျွန်တော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာကျွန်တော်အင်္ဂလိပ်ရဲ့လက်အောက်မှာနေတော့ကျွန်တော်ဆွဲရတာပါ1948ခုနှစ်မှာဆွဲပါတယ်အချိန်ကာလအပြင်ကျွန်တော်69ရက်တာကြာပါတယ်ကျွန်တော်ဆွဲကြတဲ့အခါမှာကျွန်တော်ဖာစာဗလာအဖွဲ့ချုပ်ကြီးကဥဆောင်ပါတယ်ဖာစာဗလာအဖွဲ့ချုပ်ကြီးဥဆောင်ပြီးတော့ကျွန်တော်ပြည်သူဘက်ကဆိုလို့ရှိရင်အဲ့ဒီတုန်းကကျွန်တော်ရွေးချယ်ခံရတဲ့တိုင်းပြည်ပြည်လွှတ်တော်ကိုယ်စားလှယ်များပါပါတယ်ဆွဲရတဲ့ကာလ3လပဲကျွန်တော်ကြာပါတယ်ကြာပြီးတော့ကျွန်တော်တို့2024ရက်6လကျွန်တော်တို့1949ခုမှာကျွန်တော်တို့အတည်ပြုနိုင်ပါတယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာကျွန်တော်လွတ်လပ်ရေးရတဲ့အချိန်မှာစတင်ပြီးတော့ကျွန်တော်တို့အသက်ဝင်လာပြီးတော့ကျွန်တော်1962ခုနှစ်ထိကျွန်တော်တို့အသက်ဝင်ခဲ့ပါတယ်ဒီနေရာမှာမှတ်သားဖွယ်ရာတစ်ခုကျွန်တော်ပြောလိုတာကတော့ကျွန်တော်တို့လွတ်လပ်ရေးရတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့အခြေအနေဟာကျွန်တော်စစ်ပွဲကြီး2ကြိမ်ကြုံခဲ့ရတဲ့အတွက်ကြောင့်ကျွန်တော်အဲ့အချိန်မှာမြန်မာနိုင်ငံရဲ့အခြေအနေဟာကျွန်တော်တို့ပြပုံဘဝစရတယ်လို့ဒါကျွန်တော်တို့လူပဲသတိထားမိပါတယ်ဒီပြပုံဘဝစခဲ့တဲ့ကျွန်တော်မြန်မာနိုင်ငံဟာပြည်သူနဲ့အစိုးရညီညွတ်ပြီးကျွန်တော်တို့ဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ကျွန်တော်10နှစ်ကျော်ကာလမှာမြန်မာနိုင်ငံအာရှမှာကျွန်တော်ချမ်းသာလာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်ဒုတိယဖွဲ့စည်းပုံကတော့ကျွန်တော်1984ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ပါတယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို1962ခုမှာကျွန်တော်တို့မြန်မာနိုင်ငံကိုအာဏာသိမ်းခဲ့တဲ့ကျွန်တော်တောင်လန်ရေးကောင်စီကကျွန်တော်ရေးဆွဲပါတယ်ရေးဆွဲတဲ့အဲ့ဒီတုန်းကဥဆောင်ပြီးရေးဆွဲတဲ့ဥစ္စာကကျွန်တော်တို့ဗိုလ်ချုပ်ကြီးစိုင်းဦးဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးမူကြမ်းရေးဆွဲရေးကော်မတီဆိုပြီးကျွန်တော်69ယောက်ပါပါတယ်ဒီ69ယောက်ကကျွန်တော်ဥဆောင်ပြီးရေးဆွဲပါတယ်1980နဲ့ကျွန်တော်တစ်ခုနှစ်ကကျွန်တော်စရေးဆွဲပြီးတော့1983ခု84ခုနှစ်အထိခန့်မှန်းကြီးအပြင်ကျွန်တော်3နှစ်ကြာပါတယ်ကျွန်တော်ပြည်သူဘက်ကကျွန်တော်ပါဝင်တဲ့သူကျွန်တော်တို့မတွေ့ပါဘူးဒါကြောင့်1984ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာကျွန်တော်တို့အစိုးရဘက်ကပဲတစ်ဖက်သက်ရေးဆွဲသွားတာကိုကျွန်တော်တွေ့ရပါတယ်ဒီ1984ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို1984ခုနှစ်မှာပဲကျွန်တော်တို့ကစတင်ပြီးတော့ကျွန်တော်ကျင့်သုံးပါတယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ1988ခုနှစ်မှာကျွန်တော်တို့ပြတ်သွားပါတယ်ဒီကာလ14နှစ်ကာလပေါ့လေကျွန်တော်ရေးဆွဲပြီး14နှစ်ကာလမှာကျွန်တော်မြန်မာနိုင်ငံကျွန်တော်ပြည်သူနဲ့အစိုးရသဘောတူညီမှုမရရှိတဲ့ကြောင့်ကျွန်တော်မြန်မာနိုင်ငံချမ်းသာတဲ့နိုင်ငံကနေပြီးတော့ကျွန်တော်တို့ကမ္ဘာအစည်းအဝေးဆုံးဆိုတဲ့နိုင်ငံအဆင့်ကိုကျွန်တော်ရောက်သွားပါတယ်နောက်ဆုံးကျွန်တော်တို့ပြောရမယ်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါဒီ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်1993ခုနှစ်မှာ93ခုနှစ်မှာကျွန်တော်တို့ရေးဆွဲပါတယ်ရေးဆွဲတဲ့အခါမှာကျွန်တော်တို့အစုအဖွဲ့ကျွန်တော်တို့10ဖွဲ့ပါဝင်ပါတယ်အဲ့ဒီအစုအဖွဲ့10ဖွဲ့ကကျွန်တော်နံပါတ်1အနေနဲ့နိုင်ငံရေးပါတီများအစုအဖွဲ့ပါနံပါတ်2အနေနဲ့ကျွန်တော်ရွေးချယ်ခံရတော့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ပါနံပါတ်3အနေနဲ့ကတော့ကျွန်တော်တောင်သူလယ်သမားများအစုအဖွဲ့ပါနံပါတ်4အနေနဲ့ကတော့ကျွန်တော်လူသမားများအစုအဖွဲ့ပါနံပါတ်5အနေနဲ့ကတော့ကျွန်တော်တို့တိုင်းရင်းသားများအစုအဖွဲ့ပါကျွန်တော်နံပါတ်6အနေနဲ့ကတော့ကျွန်တော်တက္ကသိပညာရှင်များအစုအဖွဲ့ပါနံပါတ်9အနေနဲ့ကတော့ကျွန်တော်စီးပွားကုန်သည်အစုအဖွဲ့ပါနံပါတ်9အနေနဲ့ကတော့ကျွန်တော်တို့ပါဝင်တဲ့တော့ကျွန်တော်တို့ဒီရေးကြီးပုဂ္ဂိုလ်များအစုအဖွဲ့ပါအဲ့ဒါတော့လက်နက်ကင်အစုအဖွဲ့တွေပါဒီအစုအဖွဲ့10ခုမှာကျွန်တော်လေ့လာကြည့်မယ်ဆိုလို့ရှိရင်ပြည်သူတွေကိုကိုစားပြုနေတဲ့တိုင်တဲ့ဥစ္စာကကျွန်တော်တို့အဖွဲ့3ဖွဲ့ကျွန်တော်တို့တွေ့ပါတယ်ကျွန်တော်အဖွဲ့တစ်ခုကတော့ကျွန်တော်နိုင်ငံရေးပါတီများအစုအဖွဲ့နောက်တစ်ဖွဲ့ကတော့ကျွန်တော်တို့အရွေးချက်ခံထားတော့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ပါဝင်တဲ့နော်ပုဂ္ဂိုလ်များပေါ့လေအရေးကြီးပုဂ္ဂိုလ်များအစုအဖွဲ့ပါအဲ့ဒီအစုအဖွဲ့ကတော့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်တွေပါဝင်တဲ့အစုအဖွဲ့ပါဒီအစုအဖွဲ့3ခုဒါရင်ကျွန်တော်လွတ်လပ်စွာရွေးချယ်ပြီးတော့ကျွန်တော်တို့ဒီအမျိုးသားညီလာခံကိုကျွန်တော်တက်နိုင်ပါတယ်ကျန်တဲ့အစုအဖွဲ့တွေကကျွန်တော်တို့ကျန်တဲ့အစုအဖွဲ့5ဖွဲ့ကတော့ကျွန်တော်နိုင်ငံတော်အစိုးရကကျွန်တော်ရွေးချယ်ပါတယ်အားလုံးကျွန်တော်တို့ညီလာခံကိုယ်စားလှယ်ပေါင်းကျွန်တော်တို့900နဲ့တယောက်ရှိပါတယ်
ပြည်သူလူထုဘက်ကလို့ကျွန်တော်တို့ပြောနိုင်တဲ့ဥစ္စာကတော့ကျွန်တော်လူ200တောင်ကျွန်တော်တို့မပြည့်ပါဘူးဒီအစုဖွဲ့နဲ့ကျွန်တော်တို့ဒီ2008ခုနှစ်ဖွဲ့စည်းပုံပေါ့လေအရင်တော့ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်ရေးဆွဲပါတယ်ကျွန်တော်96ခုနှစ်မှာကျွန်တော်ခက်တရနာပါတယ်2004မှာကျွန်တော်ပြန်စပြီးတော့2009မှာပြီးပါတယ်2008မှာကျွန်တော်တို့ကဒီ referendum ပေါ့လေကျွန်တော်ပြည်သူ့ဆန္ဒခံယူပြီးကျွန်တော်တည်ပြုပါတယ်ဒုတိယအကြိမ်ကျွန်တော်2004ခုမှာပြန်စတဲ့အချိန်မှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပြည်သူဘက်ကနေပြီးတော့ကျွန်တော်တို့ပါလာနိုင်တဲ့ဒီအရေးကြွတာအလွန်ပဲကျွန်တော်နည်းသွားတာကိုကျွန်တော်တွေ့ရပါတယ်လွန်ပဲနည်းသွားတဲ့အချိန်ဒီမှာကျွန်တော်တို့ရွေးချယ်ခံရတဲ့တွတ်တော်စုဖွဲ့မှာဆိုရင်ပထမအချိန်တုန်းကကျွန်တော်လူ100ကျော်ပါပေမဲ့ဒုတိယအချိန်မှာကျွန်တော်ဘက်ပဲပါလဲဆိုရင်ကျွန်တော်တွတ်တော်ကိုယ်စားလှယ်73ဦးလောက်ပဲပါတာတွေ့ရပါတယ်ကျွန်တော် percentage ရှင်တွေပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒုတိယအချိန်မှာကျွန်တော်ညီလာခံကိုယ်စားလှယ်ပေါင်း1000ကျော်ရှိတဲ့အနက်မှာဒီကျွန်တော်တို့ပြည်သူ့ဘက်ကနေပြီးတော့ပါတယ်ဆိုတဲ့ဥစ္စာကျွန်တော်တို့ဓသမ9ရာခိုင်နှုန်းလောက်ပဲကျွန်တော်ရှိပါတော့တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟာတစ်ဖက်သက်ရေးဆွဲသွားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ပါတယ်ပြည်သူ့ဘက်ကစန္ဒပါဝင်နိုင်ဖို့ဟာအများကြီးကျွန်တော်တို့အားနည်းနေတာကိုတွေ့ပါတယ်ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံဟာကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျွန်တော်တို့အများကြီးကျွန်တော်တို့ဒီခက်ခဲနေဆိုတာကိုကျွန်တော်တို့တွေ့မြင်နေရပါတယ်ဒီဥစ္စာကတော့ဒါကျွန်တော်တို့ဒါ2008ဖွဲ့စည်းပုံအခြေခံဥပဒေကျွန်တော်တို့ဒီပေါ့လေတမိုင်းလေးအကျဉ်းမှာနောက်ဆုံးချက်ကျွန်တော်ပြောလိုတာကတော့ကျွန်တော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကောင်းမှလားအထက်မှာကျွန်တော်ပြောတင်ပြထားတယ်လို့ပါပဲအိမ်တော်စုမှာကျွန်တော်မိဘနဲ့သားသမီးတွေကညီညီညွတ်ညွတ်ရှိမှညီညီညွတ်သဘောနဲ့ရှိမှလားဒီမိသားစုကကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်နိုင်တယ်လို့ပါပဲကျွန်တော်တို့ဒီနိုင်ငံလေးနဲ့ဆိုလို့ရှိရင်လည်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာပြည်သူနဲ့ကျွန်တော်တို့အစိုးရနဲ့ဟာကျွန်တော်တို့တသားတည်းကျွန်တော်သဘောတူညီချက်ရမှသဘောတူညီမှကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်ဒါကြောင့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်ပဲဖြစ်ဖြစ်ကျွန်တော်နိုင်ငံအေးချမ်းသာဖို့ပဲဖြစ်ဖြစ်ကျွန်တော်နိုင်ငံတည်ငြိမ်အေးချမ်းဖို့ပဲဖြစ်ဖြစ်ဒါဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာအလွန်အရေးပါတဲ့အကြောင်းတင်ပြရင်းနဲ့ဒီကုန်းချုပ်ပါတယ်ခင်ဗျာကျေးဇူးအထူးတင်ရှိပါတယ်ရှင်အစီအစဉ်အရဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဝင်ဦးထီဦးမှ2008ဖွဲ့စည်းပုံပါရှင်းနောက်စတင်ကွဲတင်ပြပေးပါရန်လှီးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်ချစ်ခင်လေးစားပါတော့ကျွန်တော်တို့ရဲ့မတန်ဟလာကိုချစ်ခင်လေးရင်းနှီးရဲ့တိုင်းသားညီကိုပေါင်းမချင်းအမျိုးသားများကိုအခုလိုစကားပြောခွင့်ရတဲ့အတွက်ကျွန်တော်အများကြီးဝမ်းသာဂုဏ်ယူပါတယ်ကျွန်တော်ပြောပြမှာတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာစောစောကဦးထွန်းထွန်းရင်ပြောသွားသလိုပဲနော်စစ်အာဏာရှင်တွေကတစ်ဖက်သက်ရေးဆွဲတယ်တစ်ဖက်သက်အတီးပြုပြီးတော့သူတို့အတင်းအဓမ္မလုပ်ထားတဲ့ဥပဒေဖြစ်တယ်အဲ့ဒီတော့ဘာဖြစ်လို့လဲအဲ့ဒီတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာနော်ရှေ့မှာတစ်မျိုးရေးထားတယ်အခုဒီမှာလက်ထက်မှာစာအုပ်တွေ့တယ်မလားအခုရှိသေးလားနောက်မှကြည့်လိုက်မရှိတော့ဘူးနော်ဗမာလိုပြောမယ်ဆိုရင်ပြောင်းပြပြီးတော့ပြောင်းလိန်ပလိုက်တယ်ပြောင်းစားပလိုက်တယ်နော်အဲ့ဒါမျိုးပြောင်းလိန်ပြောင်းစားခေါ်တယ်ဒီဥပဒေကိုနော်ပြည်သူတွေကိုလှည့်စားပြီးတော့လုပ်ထားတဲ့ဥပဒေပါဘယ်လိုလှည့်စားထားလို့လဲနော်ပုံကလေးမှာဒီဥပဒေကိုနော်ဒီနိုင်ငံမှာရှိတဲ့အချုပ်အခြာအာဏာတွေကိုဒီပြည်သူတွေပိုင်တယ်လို့ရေးထားတယ်ရှေ့မှာကြတော့နောက်မှလည်းကြောက်နော်ပြည်သူတွေလက်ထဲမှာဘာအာဏာမှမရှိတော့ဥပမာဒီဖွဲ့စည်းပုံပြင်မယ်ဆိုရင်ပြည်ထောင်စုလွှတ်တော်ထဲမှာလွှတ်တော်ကိုယ်စားလှယ်85ရာခိုင်နှုန်းကျော်သဘောတူမှပြင်လို့ရမယ်လို့ရေးထားတယ်လွှတ်တော်ထဲမှာကပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့လူက85ရာခိုင်နှုန်းပဲရှိတယ်အဲ့တော့ပြည်သူတွေအားလုံးခင်ဗျားတို့ကျွန်တော်တို့အားလုံးပြင်မယ်လို့ကြိုက်သလောက်အော်နေအဲ့ဒီလိုအော်တဲ့အတွက်ပြည်ထောင်စုလွှတ်တော်ထဲမှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကပြည်သူတွေကိုကြောက်ပြီးတော့ပြင်မမယ်လို့
မတ်တက်ထားပြီးတောင်းဆိုစုစုပေါင်းမှာ85ရာခိုင်နှုန်းပဲရှိတဲ့အတွက်ဒီဖွဲ့စည်းပုံပြင်လို့ရမလားမရဘူးပြည်သူတန်း60လုံးသဘောတူပြင်ကျင်တာတောင်မှပြင်လို့မရဘူးဒါဆိုရင်ပြည်သူတွေရဲ့အာဏာရှိသေးလားမရှိတော့ဘူးပြည်သူတွေအာဏာရှိပြင်လို့ရမှာပေါ့ပြည်သူတွေမှာအာဏာမှမရှိတာပြင်လို့မရဘူးเนาะအဲ့တော့ပြည်သူတွေကိုရှေ့မှာတော့အာဏာရှိတယ်လို့ရေးတယ်နောက်မှာအာဏာမရှိဘူးဒီတိုင်းပဲပုံမှန်6ခါကြီးပုံမှန်9မှာဒီနိုင်ငံကိုဒီမိုကရေစီထွန်းကားအောင်လုပ်မယ်လို့ပြောတယ်ဒီမိုကရေစီဆိုတာဘာလဲဒီမိုကရေစီဆိုတာပြည်သူတွေရဲ့စန္ဒတွေသာလျှင်ဒီနိုင်ငံမှာဥဆောင်ရမယ်ခင်ဗျားတို့ရဲ့စန္ဒချင်းပြည်နယ်မှာဥဆောင်ရမယ်နော်ပြည်သူအားလုံးရဲ့စန္ဒနိုင်ငံတော်မှာဥဆောင်ရမယ်သို့တော့အဲ့ဒီလိုရေးထားပေမဲ့ပုံမှန်6စာလုံးနဲ့ကြာရောဒီနိုင်ငံတော်တက်မတော်ကပဲဥဆောင်မယ်လို့ရေးထားတယ်အမြဲတမ်းလည်းဥဆောင်မယ်တဲ့ဒါဆိုကျွန်တော်တို့ပြည်သူတွေရဲ့အာဏာပြည်သူတွေရဲ့စန္ဒတွေကဘလို့မှဒီနိုင်ငံမှာဥမဆောင်နိုင်တော့ဘူးပြည်သူတွေကဘယ်ဘဝရောက်သွားလဲနောက်လိုက်ဘဝရောက်သွားပြီပေါ့အဲ့ဒါကြောင့်မလို့ရှေ့မှာတော့နော်ဒီမိုကရေစီလို့ပြောတယ်နောက်မှာဒီမိုကရေစီမရှိဘူးဒါတွေမဲလားမဟုတ်ဘူးပုံမှန်84တို့နော်ပုံမှန်109တို့141တို့မှာနော်ဗမာပြည်မှာရှိတဲ့လွတ်တော်တိုင်းမှာတမတော်ကာကွယ်ဦးစီးချုပ်ကလွတ်တဲ့လူတွေကို25ရာခိုင်နှုန်းလွတ်တော်ကိုယ်စားလှယ်ထားရမယ်တဲ့အဲ့တော့လွတ်တော်တိုင်းမှာပြည်သူတွေရဲ့ရွေးကောက်တင်မြှောက်ထားတဲ့လူက85ရာခိုင်နှုန်းပဲရှိတယ်အဲ့တော့ပြည်သူတွေရဲ့စန္ဒတွေပြည်သူတွေရဲ့လူအင်းတွေပြည်သူတွေရဲ့ဖြစ်ချင်တာတွေဟာလွတ်တော်ထဲမှာ100ရာခိုင်နှုန်းစိုးမိုးမလားမစိုးမိုးဘူးเนาะအဲ့ဒါဆိုရင်ဒါဒီမိုကရေစီမဟုတ်တော့ဘူးပေါ့ဒီမိုကရေစီစံချိန်မရှိတော့ဘူးပေါ့ဒီတိုင်းပဲเนาะပုံမှန်ရှင်းမှာဘာပြောလဲဒီနိုင်ငံကြီးကိုပြည်တော်စုစနစ်နဲ့တည်ဆောက်ရမယ်တဲ့ဟာဒါဆိုရင်တော့เนาะပြည်တော်စုစနစ်ဆိုတော့တိုင်းသားတွေလိုချင်နေတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ဖက်ဒရယ်နိုင်ငံပေါ့သို့တော့ပုံမှန်အောက်မှာ161 162 181တို့308တို့လည်းကြာရောနော်ပြည်နယ်တွေမှာရှိတဲ့ဝင်ကြီးချုပ်ကိုသမရပဲခတ်မယ်ပြည်နယ်တွေမှာရှိတဲ့ဝင်ကြီးတွေအားလုံးသမရပဲခတ်မယ်ပြည်နယ်တွေမှာရှိတဲ့တရားသူကြီးချုပ်ရှေ့နေချုပ်စီးစစ်ချုပ်သမရတယောက်တည်းရပဲခတ်မယ်ဆိုတော့ပြည်နယ်ကလူတွေကဘာအာဏာရှိတော့မလဲသမရကနေပြီးတော့ပြည်နယ်တွေကိုလက်တဆုံးတိုက်ပြီးအုပ်ချုပ်နေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်အဲ့တော့ဒါပြည်တော်စုစနစ်လုံးဝမဟုတ်ဘူးအဲ့ဒါဗဟိုဦးစီးစနစ်လို့ခေါ်တယ်ဗဟိုကနေပြည်တော်ဗဟိုအစိုးရနေပြီးတော့ဓာတ်ရိုက်ပြည်နယ်တွေအုပ်ချုပ်နေတာ ਨੇ အတူတူပဲဒီတဲ့ဆိုတာရှိတယ်ခင်ဗျားတို့ချင်းပြည်နယ်မှာတစ်တော်ကြီးတွေမရှိဘူးလားခင်ဗျားတို့အဲ့တစ်တော်တွေကိုခင်ဗျားတို့ချင်းပြည်နယ်လွတ်တော်တို့ချင်းပြည်နယ်အစိုးရတို့ကဘာမှလုပ်ခွင့်မရှိဘူးနော်ထင်းဆိုင်ခင်းမဲ့ခင်ဗျားတို့လုပ်ခွင့်ရှိတယ်ကျိုးနေပြင်းကလေးတွေတိရတွေလာမထီးနဲ့ဒီတိုင်းပဲခင်ဗျားတို့ပြည်နယ်မှာငွေတောင်ဖားတောင်မှာဒီကယ်တွေမထွက်ဘူးလားကျန်တဲ့တပ်တုတွေလည်းအများကြီးထွက်တယ်နော်ဗမာပြည်မှာဟလာလီမြန်လုတ်တဲ့တပ်တုထွက်တယ်အနုပြူပေါင်းလုတ်တဲ့တပ်တုထွက်တယ်အဲ့တော့ပြည်နယ်တွေမှာအဲ့ဒီတပ်တုတွေနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှနော်အုပ်ချုပ်ခွင့်မရှိဘူးစီမံခွင့်မရှိဘူးကင်တွယ်ခွင့်မရှိဘူးနော်ကြောင်းမြတ်ရတနာဆိုလို့ရှိရင်လည်းဘာတစ်ခုမှခင်ဗျားတို့လုပ်ခွင့်မရှိဘူးဘာပဲလုပ်ခွင့်ရှိလဲဆိုတော့ကြောင်းမြတ်ရတနာနဲ့ပတ်သက်ရင်ကြောက်သွေးတဲ့လုပ်ငန်းပဲခင်ဗျားတို့လွတ်တော်ကြီးကပြည်နယ်လွတ်တော်ကကြောက်သွေးတဲ့လုပ်ငန်းပဲဥပဒေပြုခွင့်ရှိတယ်နော်ဒီပုံစံမျိုးနဲ့ဘယ်တိုင်းသားနေပြီးတော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျင့်တတ်မလဲလူမှမကျင့်တတ်ဘူးမကျင့်တဲ့ဘာဖြစ်မလဲပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ဘူးနော်ပြည်တွင်းငြိမ်းချမ်းရေးဒီဖွဲ့စည်းပုံအတိုင်းသွားရင်ပြည်တွင်းငြိမ်းချမ်းရေးဘလို့မှမရနိုင်ဘူးတိုင်းသားတွေလိုချင်တဲ့ဖက်ဒရယ်ပြည်ထောင်စုလည်းဘလို့မှမဖြစ်နိုင်ဘူးကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကချထားတဲ့ပြည်ထောင်စုနိုင်ငံကြီးတည်ဆောက်မယ်အဲ့ဒီပြည်ထောင်စုနိုင်ငံကြီးတည်ဆောက်မယ်ဆိုတာတိုင်းသားတွေအားလုံးလိုချင်နေတဲ့ဟာနဲ့တစ်ထပ်သေးပဲအဲ့ဒီပြည်ထောင်စုနိုင်ငံကြီးလည်းမတည်ဆောက်နိုင်ဘူး2008ဖွဲ့စည်းပုံကြနော်အဲ့ဒီလိုဆိုရင်နော်ဗိုလ်ချုပ်အောင်ဆန်းနော်တိုင်းသားတွေနဲ့ပင်လုံမှာသဘောတူထားတယ်နော်
တိုင်းရင်းသားတွေအပေါ်မှာထားခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့စေတနာတွေမြစ်တာတွေဟာ2008ဖွဲ့စည်းပုံအရဘာမှအရာမရောက်တော့ဘူးပြည်တွင်းငြိမ်းချမ်းရေးလည်း2008ဖွဲ့စည်းပုံအရမရနိုင်တော့ဘူးနော်တိုင်းရင်းသားတွေလိုချင်တဲ့ Federal ပြည်ထောင်စုလည်းမဖြစ်နိုင်တော့ဘူးဒီအတိုင်းပဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြိုးပမ်းအားထုတ်နေတဲ့ပြည်ထောင်စုနိုင်ငံကြီးကိုလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မတိစောက်နိုင်တော့ဘူးဒါတွေမဲ့လားမဟုတ်ဘူးနော်ရှိမှကြတော့ပုံမှန်348မှာယောက်ျားမိန်းမဒန်းတူဖြစ်ရမယ်ဒီနိုင်ငံမှာနော်ပြီးရင်ဟလာလူမျိုးဘာသာဘာညာမခွဲဘူးလို့ပြောတယ်ပြီးလဲပြီးတော့ပုံမှန်59ဂါကြီးမှာသမရလုတ်ချင်ရင်စစ်ရေးနားလဲရမယ်လို့ရေးထားတယ်အဲ့ဒါဘာလုတ်တာလဲသိလားယောက်ျားတွေအခုဗမာပြည်မှာစစ်ဘုံမိန်းမစစ်တိုက်တဲ့စစ်ဘုံမိန်းမတယောက်မှမရှိဘူးအဲ့တော့မိန်းမတွေသမရမဖြစ်အောင်လုတ်ထားတာအဲ့ဒါမျိုးလဲသူကလုတ်ထားသေးတယ်ပြီးရင်59စလုံးနော်သားတွေသမီးတွေရောချွေးမတွေသမက်တွေရောနိုင်ငံသားမဖြစ်ရဘူးတဲ့နော်လူတိုင်းကိုဒူးတောင်ကိုမပိုင်ဘူးပိုင်လားကိုသားသမီးအရွယ်ရောက်ရင်ပိုင်သေးလားမပိုင်ဘူးနော်အဲ့ဒီလိုမျိုးသိနဲ့ဒါလူတိုင်းလူသဘာဝလူလောကရဲ့သဘာဝဒါကိုနော်မတရားဆန့်ကျင်တဲ့စိတ်နဲ့မကောင်းတဲ့စိတ်နဲ့ဒီလိုမျိုးထည့်ရေးထားတယ်ရှေ့မှာတော့တစ်မျိုးနောက်မှာတော့တစ်မျိုးဒီပုံစံအတိုင်းတွားရင်ကျွန်တော်တို့နိုင်ငံဟာနော်ဒီမိုကရေစီလည်းမရနိုင်ဘူးဒီမိုကရေစီနိုင်ငံလည်းမဖြစ်နိုင်ဘူးတိုင်းရင်းသားတွေလိုချင်တဲ့ Federal ပြည်ထောင်စုလည်းမဖြစ်နိုင်ဘူးပြည်တွင်းငြိမ်းချမ်းရေးလည်းမရနိုင်ဘူးကျွန်တော်တို့ခမားတို့မပြောနဲ့နော်ကျွန်တော်တို့ရဲ့သားသမီးတွေလည်းတရားမျှတတဲ့နိုင်ငံရေးအခွင့်အရေးတွေဘာမှမရနိုင်ဘူးအဲ့ဒါကြောင့်မလို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုနော်ဒီတိုင်းသုံးလို့လုံးဝမရဘူးပြင်ကိုပြောင်းလဲပြင်ရမယ်နော်ပြင်ဆင်မလားအတိရေးမလားပြင်ဆင်မယ်ဆိုဥပဒေပုံမှန်အတိအကျရှိတယ်နိုင်ငံရေးနီလန်းလဲလမ်းကြောင်းတွေလဲအားလုံးအပြည့်အစုံရှိပြီးပြီအတိရေးမယ်ဆိုရင်ဥပဒေနီလန်းလဲကဘာမှာလည်းမရှိဘူးဗမာမှာလည်းမရှိဘူးနိုင်ငံရေးနီလန်းနိုင်ငံရေးအုပ်စုတွေတိုင်းရင်းသားတွေဟလာတပ်မတော်တွေအစိုးရတွေသဘောတူချက်လည်းတစ်ခုမှမရှိတဲ့အတွက်နိုင်ငံရေးနီလန်းလည်းမရှိဘူးเนาะအဲ့ဒါလေးကိုကျွန်တော်တင်ပြရင်းနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာခင်ဗျားတို့ကျွန်တော်တို့ရဲ့သားသမီးတွေအတွက်အင်မတန်မှเนาะတိုးတက်ဖို့အောင်မြင်ဖို့ကဘာနဲ့ရင်မောင်တန်းဖို့เนาะကြီးပွားချမ်းသာဖို့လမ်းပိတ်နေတဲ့နှောက်ယှက်နေတဲ့เนาะအဟံတားဖြစ်နေတယ်ဆိုတာတင်ပြရင်းနဲ့เนาะဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာစင်ရဆက်လက်ပြီးအမျိုးသားဒီမိုကရေစီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်မှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏သဘောထားကိုပြည်သူများတို့တင်ပြပေးပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်ဒီမှာချင်းပြည်နယ်ကိုမရောက်တာဆိုလို့ရှိရင်10နှစ်ကျော်ပါပြီဒါနဲ့မပြောင်းတာတခုကပါလဲဆိုခလေးတွေရမ်းများတာပဲအရင်တော့ကျွန်တော်လာတရားဟောပွဲမှာဆိုအရှိကားမှာထိုင်နေတာခလေးတွေပဲအခုလည်းရှေ့ကားမှာထိုင်တာခလေးတွေပဲကျွန်တော်ကလေးတွေကိုရှေ့ကားတင်တဲ့ရင်ကျေးမှုအင်တာမသဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ကလေးတွေကိုရှေ့ကားတင်တယ်ဆိုတာအနာဂတ်ကိုရှေ့ကားတင်တာပဲဖြစ်တယ်ဒါကြောင့်မို့အခုကလေးတွေကတော့အရှိမလာထိုင်ပြီးတော့ဘလောက်နားတယ်လဲတော့မသိဘူးဒါပေမဲ့လည်းကလေးတွေကိုမြင်ရလို့အင်တာမဝင်တာတယ်ဒါပေမဲ့ဒီကလေးတွေဟာကျမတို့နိုင်ငံရဲ့အနာဂတ်အတွက်အင်တာမမျှော်လင့်ချက်များစေတယ်လို့ပြောချင်ပါတယ်ကျမအခုဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ရှင်းနေတဲ့ပြည်သူတွေနဲ့တွေးဆုံပွဲဆိုတော့ကျမတက်တာ၄ကြိမ်မြောက်ဖြစ်ပါတယ်ပထမ၃ကြိမ်ကတော့နေပြည်တော်မှာရယ်ကော့မှူးမှာရယ်နောက်ပြီးတော့တာယာဝတီမှာရယ်အဲ့တော့ဒါတွေကမြေပြမှာလို့ဆိုပါတော့ဒါပထမဆုံးကျမပြည်နယ်တိုင်းသားပြည်နယ်တစ်ခုကိုလာတာလည်းဖြစ်တယ်နောက်ပြီးတော့တောင်ပေါ်ဒေသကိုလာတာလည်းဖြစ်တယ်အဲ့တော့လာတော့အဓိကကွဲကြတာတခုကျမတွေးလိုက်ရတာတော့မြေပြမှာဆိုတော့ပူတာကိုပူတဲ့အခါကျတော့အဲ့ဒီမှာကျမတို့ပြည်သူတွေနဲ့တွေ့လို့ရှိရင်ပြည်သူတွေရနေပြီးတော့အရေးရှိတဲ့ဘက်မှာမတ်တက်ရကြတယ်အခုဒီမှာကျတော့အေးတဲ့အခါကျတော့နေပူတဲ့ဘက်မှာမြတ်တက်ရကြတယ်အဲ့တော့ကျမပြောချင်တာကျမတို့ချင်းကြားထဲမှာရှိတဲ့ကွာခြားမှုတွေဆိုတာဟာရေမြေဒေသအလိုက်ဒီလိုပဲကွာခြားမှုရှိတာပဲ
ဒါပေမဲ့ကျမတို့နားလည်နိုင်ရမယ်တယောက်နဲ့တယောက်ကျမနားလည်တယ်ဘာဖြစ်လို့မြေပြမှာဆိုလို့ရှိရင်အရေးထဲမှာရက်ချင်တယ်ဘာဖြစ်လို့ဒီလိုအေးတဲ့တောင်ပေါ်ဒေသတွေမှာဆိုလို့ရှိရင်နေပူဇာထဲမှာလှုပ်ပြီးတော့ရက်ချင်တယ်ဆိုတာကျမဒါဘလူးမဆိုနားလည်လို့လွယ်ပါတယ်ကျမတည်းမဟုတ်ပါဘူးဒါကြောင့်ကျမတို့ရဲ့နိုင်ငံဟာတိုင်းသားပေါင်းများစွာနဲ့ဖွဲ့ထားတဲ့နိုင်ငံဖြစ်တယ်ဒါပြီးတော့ဒီတိုင်းသားတွေကနေတဲ့ဒေသတွေရဲ့ရေမြေအနေအထားဟာမတူဘူးဒီလိုမတူတဲ့ကွဲပြားတာတွေအပေါ်မှာအခြေခံပြီးတော့မတူတဲ့သမိုင်းကြောင်းပေါ်မှာအခြေခံပြီးတော့ကျမတို့ရဲ့ယဉ်ကျေးမှုတွေအမှုအကျင့်တွေကျမတို့ရဲ့လုပ်ပုံကိုင်ပုံတွေကအစမျှော်လင့်ချက်တွေဟာအနည်းနဲ့အများကွာခြားတာတွေရှိပါတယ်။ဒါပေမဲ့ဒီကွာခြားမှုတွေဟာကျမတို့အချင်းချင်းစိတ်ဝင်းကွဲစရာဖြစ်ဖို့မလိုပါဘူး။တယောက်နဲ့တယောက်မတူတာနဲ့စိတ်ဝင်းကွဲတာနဲ့မတူပါဘူး။ကျမတို့အများပဲပြောပါတယ်။ပြည်တော်စုတစ်ခုဟာအောင်မြင်မြင်နဲ့ထူထောင်ဖို့ဆိုလို့ရှိရင်မတူကွဲပြားမှုပေါ်မှာအခြေခံပြီးတော့ကျမတို့ညီညွတ်မှုယူရမယ်။မတူကွဲပြားမှုဆိုတာဟာကျမတို့အတွက်အများကြီးပို့ပြီးတော့ပြည့်စုံစေပါတယ်။ဥပမာဆိုလို့ရှိရင်ကျမတို့မိတ်ဆွေတစုဆိုတော့မိတ်ဆွေတစုမှာတယောက်ကနေပြီးတော့သမိုင်းလေ့လာတယ်တယောက်ကနေပြီးတော့ပထဝီလေ့လာတယ်နောက်တယောက်ကနေပြီးတော့စာပေလေ့လာတယ်ဆိုရင်ဒီတကယ်ချင်း၃ယောက်ကစုလိုက်လို့ရှိရင်သမိုင်းအကြောင်းလည်းသိနိုင်တယ်ပထဝီအကြောင်းလည်းသိနိုင်တယ်စာပေအကြောင်းလည်းသိနိုင်တယ်တယောက်နဲ့တယောက်ပညာဖလှယ်နိုင်တယ်တယောက်နဲ့တယောက်ဖြည့်ဆည်းပေးနိုင်တယ်အားလုံးဟာနေပြီးတော့ပထဝီပဲသင်တယ်ဆိုရင်ပထဝီအကြောင်းပဲသူတို့ဆွေးနွေးလို့ရတယ်ဒါကြောင့်မလို့မတူကွဲရမှုဟာကျမတို့အတွက်အကျိုးဖြစ်နိုင်တယ်အကျိုးဖြစ်အောင်လို့သုံးတတ်လို့ရှိရင်ဒါပေမဲ့သမိုင်းကိုလေ့လာနေတဲ့တယောက်ကသမိုင်းသာကောင်းတယ်သမိုင်းကိုဒါအလေးထားရမယ်သမိုင်းသာအရေးကြီးတယ်လို့ပြောမယ်ပထဝီသင်တဲ့လူကလည်းပထဝီသာကောင်းတယ်အရေးကြီးတယ်လို့ပြောမယ်စာပေဘက်ကလည်းဒီလိုပဲသူ့ဘက်ကိုပဲသူကြည့်ပြီးပြောမယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်မကူညီနိုင်ပဲနဲ့ပဋိပက္ခတွေဖြစ်နိုင်ပါတယ်။ရန်တွေဖြစ်နိုင်တယ်မလိုအပ်ဖဲနဲ့သဘောထားကွဲလဲတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ကျမတို့ရဲ့မတူတဲ့အချက်တွေကဘာကြောင့်မတူတာလဲဆိုတာကိုအရင်အမြစ်ကိုနားလည်ဖို့လိုတယ်။အဲ့ဒီလိုနားလည်ပြီဆိုလို့ရှိရင်ကျမတို့အချင်းချင်းကြားမှာစိတ်ဝင်းကွဲစရာဘာမှမလိုပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျမတို့ပြုပြင်ပြောင်းလဲမယ်ဆိုတော့အခုမှပြောတာမဟုတ်ပါဘူး။ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို2008တုန်းကအတီးမပြုတ်ပြီးခင်ကတည်းကမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကလုံးဝသဘောမတူဘူးဆိုတာကိုတရားဝင်ကျမတို့ကြေညာခဲ့ပါတယ်။သဘောမတူတဲ့အကြောင်းကအကြမ်းမြတ်ဆိုရင်အချက်ချင်းတစ်ချက်ပေါ့။တစ်ခုကတော့ဒီဥပဒေကိုဆွဲပုံဆွဲနည်းကမမှန်ဘူးဒီမိုကရေစီနည်းမကျဘူး။ပြည်သူတွေကရွေးချယ်တင်မြှောက်ပြီးတော့သဘောကျတဲ့ကိုယ်စားလှယ်တွေကိုအခြေခံပြီးတော့ဆွဲခဲ့တာမဟုတ်ဘူး။အာဏာရှင်စနစ်အရာအထက်ကလူတွေကသဘောကျဆွဲနေတာဖြစ်တယ်။ဒါအကြောင်းတစ်ကြောင်းနောက်တစ်ကြောင်းကဘာလဲဆိုဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့အချက်အလက်တွေဟာကျမတို့ရဲ့နိုင်ငံကိုစစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုထူထောင်ပေးနိုင်တဲ့အချက်အလက်တွေမဟုတ်ပါဘူးအဲ့တော့ဒီအချက်ကြီးနှစ်ချက်ကြောင့်ကျမတို့အစတည်းကဖွဲ့စည်းပုံအခြေခံဥပဒေကိုစန့်ကျင်ခဲ့တယ်နောက်တတိယတစ်ခုရှိသေးတယ်အဲ့ဒီတတိယဘာလဲဆိုတော့ဒီ2008တုန်းကဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုရေးပြည်သူ့ဆန္ဒခံယူပွဲဟာဘူးလို့ကျမတို့ကမြင်တယ်တကယ်ပြည်သူတွေရဲ့ဆန္ဒကိုလည်းရောင်ပြမဟတ်ဘူးလို့ကျမတို့ဒီလိုပဲတွေးခဲ့ပါတယ်အဲ့ဒီတုန်းကတော့62ရာခိုင်နှုန်းနဲ့ထောက်ခံခဲ့တယ်လို့ပြောပေမဲ့ကျမမေးမယ်အခုဒီတိတင်ရဆိုရင်တကယ်ပဲ62ရာခိုင်နှုန်းကထောက်ခံခဲ့ကြလားမခံဘူးရကျမတို့မြေပြမှာလည်းဒီအတိုင်းပဲဘယ်သွား62ရာခိုင်နှုန်းကထောက်ခံခဲ့တယ်ဆိုတော့ဟုတ်ကိုမဟုတ်ဘူးဒါပေမဲ့လည်းတရားဝင်ဒီဆန္ဒခံယူပွဲရဲ့ရလဒ်တွေထွက်လာတော့62ရာခိုင်နှုန်းသောပြည်သူလူထုကထောက်ခံအတည်ပြုခဲ့ပါတယ်ဆိုပြီးတော့ထွက်လာပါတယ်အဲ့တော့တတိယအချက်ပေါ့ဒီအတည်ပြုပုံပြုနည်းကလည်းမမှန်ဘူးဒါကြောင့်ကျမတို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံဘူးဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာစိုးကဦးထွန်းထွန်းဟိန်တို့ဦးထေဦးတို့ရှင်းပြသွားတဲ့အတိုင်းပဲအပြည့်အနာစာတွေအားနည်းချက်တွေရှိပါတယ်ဒါနဲ့ကျမအတွက်အဓိကကြတာဘာလဲဆိုတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာကျမတို့ရဲ့ပြည်သူပြည်သားတွေကြားထဲမှာညီညွတ်မှုရှိအောင်လို့လုပ်ပေးတဲ့ဥပဒေမဟုတ်ပါဘူးပြည်သူတွေနဲ့တပ်မတော်ကြားထဲမှာလည်းညီညွတ်မှုရှိအောင်မလုပ်ပေးဘူးကျမတို့တိုင်းသားတွေအားလုံးကြားထဲမှာလည်းညီညွတ်မှုရှိအောင်မလုပ်ပေးဘူးဒီဥပဒေဟာကျမတို့အချင်းချင်းကြားမှာစိတ်ဝင်းကွဲအောင်လုပ်ပေးတဲ့အခြေခံဥပဒေတစ်ခုလို့ကျမတို့ဒီလိုမြင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီထဲမှာခွဲခြားပြီးတော့ဆက်ဆံတဲ့သဘောပေါ့တပ်မတော်နဲ့တာမန်ပြည်သူတွေဆိုလို့ရှိရင်မတူဘူးအခွင့်အရေးတွေမတူဘူးလုပ်ပိုင်ခွင့်တွေမတူဘူး
ထိုနည်း၎င်းမဲ့တိုင်းနယ်ပြည်နယ်တွေနဲ့ဗဟိုအစိုးရနဲ့ဆိုလို့ရှိရင်ရှိတဲ့အာဏာတွေဟာမျက်မျက်တတမဟုတ်ပါဘူးတကယ်ဖက်ဒရယ်ပြည်ထောင်စုမှာဆိုလို့ရှိရင်ဗဟိုအစိုးရနဲ့ပြည်နယ်အစိုးရများတိုင်းအစိုးရများကြားမှာအာဏာခွဲယူပုံကမျှတရတယ်အများပြည်သူရဲ့လက်ခံမှုအများပြည်သူရဲ့ထောက်ခံမှုကိုရနိုင်တဲ့အာဏာခွဲခါပုံမျိုးဖြစ်ရပါမယ်အဲ့ဒါတွေမရှိတဲ့အခါကျတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာကျမတို့နိုင်ငံကိုတကယ်ကိုညီညွတ်တဲ့ပြည်ထောင်စုဖြစ်စေမဲ့ဥပဒေမဟုတ်ဘူးလို့ကျမတို့ကယုံကြည်ပါတယ်ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာနိုင်ငံရေးလုပ်ခဲ့တာဟာအနှစ်30နီးပါးရှိပါတယ်အင်တာမခက်ခဲတဲ့ကာလမှာလည်းကျမတို့ဖြတ်တန်းခဲ့ရပါတယ်အဲ့ဒီဖြတ်တန်းတဲ့အချိန်မှာတော့ဆိုလို့ရှိရင်တိုင်းရင်းသားပါတီများဟာတိုင်းရင်းသားနိုင်ငံရေးပါတီများဟာကျမတို့ ਨੇ အင်တာမသစ္စာရှိတဲ့မဟာမိတ်တွေဖြစ်နေရပ်တည်ခဲ့ပါတယ်အဲ့ဒီကျေးဇူးတွေကိုလည်းဘယ်တော့မှမမေ့ပါဘူးဥပမာဆိုလို့ရှိရင်ဇိုမီမျိုးသားကွန်ဂရက်ဟာကျမတို့ ਨੇ တစ်ချိန်လုံးမှာတကယ်မဟာမိတ်ကောင်းပြည်သူရပ်တည်ခဲ့တယ်ကျမတို့ ਨੇ အတူပဲပြည်သူကိုကိုစားပြည်သူလွတ်တော်ကိုကိုစားပြုတဲ့အဖွဲ့ကိုဖွဲ့ခဲ့တယ်အဲ့ဒီလို CRPP ကိုဖွဲ့တာကြောင့်မို့လို့လေအများကြီးအန်ဒီရတွေကိုရင်ဆိုင်ခဲ့ရတယ်ဒါပေမဲ့အတူတကွကျမတို့ ਨੇ ရင်ဆိုင်ခဲ့တယ်နောက်2010ခုနှစ်မှာကျမတို့ကရွေးကောက်ပွဲများကိုတပိတ်မှောက်ပြီးတော့ပါတီကိုပြန်ပြီးတော့မှတ်ပုံမတင်ဘူးဆိုတော့ထိုနည်း၎င်းမဲ့ကျမတို့ရဲ့ဇိုမီမျိုးသားကွန်ဂရက်ပါတီအပါအဝင်တိုင်းရင်းသားပါတီမဟာမိတ်ပါတီများဟာဒီလိုပဲရွေးကောက်ပွဲကိုတပိတ်မှောက်ကြတယ်မှတ်ပုံမတင်ခဲ့ကြဘူးအဲ့ဒီလိုသစ္စာရှိရှိနဲ့ကျမတို့ရပ်တည်နိုင်ခဲ့ကြတယ်ဒါကြောင့်မလို့ကျမကတိုင်းရင်းသားစီးလုံးညီညွတ်ရေးဆိုတာအမှန်တကယ်ဖြစ်နိုင်တဲ့ကိစ္စလို့ယုံကြည်တယ်ကျမတို့အနှစ်20ကျော်တိုင်းရင်းသားများနဲ့လက်တွဲပြီးတော့သစ္စာရှိရှိနဲ့အင်မတန်မှခက်ခဲတဲ့ကာလကိုကျမတို့ဖြတ်ကျော်ခဲ့တယ်အဲ့တော့အရင်တော့ကာလတွေကခက်ခဲတယ်ဆိုတော့အခုကာလကလွယ်သွားပြီလားလို့မေးလို့ရှိရင်မလွယ်ပါဘူးအခုလည်းအင်မတန်မှခက်ခဲတဲ့ကာလတစ်ခုပါဘာဖြစ်လို့လဲဆိုတော့ဒီအချိန်ဒီခါမှာကျမတို့နိုင်ငံကိုကျမတို့လိုချင်တဲ့လမ်းပေါ်ကိုတင်ပေးနိုင်မဲ့အခွင့်အရေးကျမတို့မှာရှိတယ်ဒါမဲ့ဒီအခွင့်အရေးကိုကျမတို့ကနေပြီးတော့ခိုင်ခိုင်မြဲမြဲကင်ပြီးတော့ယူပြီးတော့ဖြစ်မြောက်အောင်လုံးမလိုချင်တဲ့လမ်းပေါ်ကိုတကယ်ရောက်သွားမှာပါအဲ့တော့အားလုံးကနေပြီးတော့ပူးပေါင်းပြီးတော့ကျမတို့နိုင်ငံသွားစေခြင်းနဲ့လမ်းပေါ်ရောက်အောင်လို့ဆောင်ရွက်ပေးဖို့လိုပါတယ်ကျမတို့ကလူထုနဲ့တွဲဆုံပွဲတွေလုပ်တယ်လူထုဆန္ဒရယူပွဲတွေလုပ်တယ်ဆိုတော့ဒီရချက်ကတော့ပြည်သူလူထုရဲ့ထောက်ခံမှုပါမှကျမတို့ရဲ့လုပ်ငန်းတွေဟာအောင်မြင်နိုင်မယ်ဆိုတော့ကျမတို့သိပါတယ်ဒါကြောင့်ပြည်သူရဲ့ထောက်ခံမှုကိုကျမတို့ကနေပြီးတော့တောင်းခံတဲ့သဘောမျိုးပါဒါကြောင့်ကျမတို့ကလည်းပြည်သူလူထုကိုရှင်းပြတာပါဘာကြောင့်ကျမတို့ကဒီလမ်းကိုသွားခြင်းနဲ့ဘာကြောင့်ဒီအလုပ်ကိုလုပ်ခြင်းနဲ့ဘာကြောင့်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ခြင်းနဲ့ဆိုတာကျမတို့ရှင်းပြတာပါရှင်းပြဖို့ဟာတာဝန်ရှိပါတယ်ဘယ်အစိုးရပဲဖြစ်ဖြစ်ဘယ်နိုင်ငံရေးဖွဲ့စည်းပဲဖြစ်ဖြစ်တကယ်ဒီမိုကရေစီစနစ်ကိုယုံကြည်ရဆိုလို့ရှိရင်ပြည်သူတွေကိုတန်ဖိုးထားရတယ်ဒါကြောင့်မလို့ပြည်သူရဲ့ဆန္ဒကိုရယူရတယ်ပြည်သူတွေရဲ့ဆန္ဒဟာဘာလဲဆိုတာသိအောင်လို့စ조사ရတယ်နောက်ကိုလိုချင်တဲ့အလုပ်တွေကိုလည်းပြည်သူလူထုကိုပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ဖြောင်းဖြောင်းမြတ်မှန်နဲ့ရှင်းပြရတယ်အဲ့ဒီလိုမလုပ်တဲ့အဖွဲ့အစည်းများအဲ့ဒီလိုမလုပ်တဲ့အစိုးရများဟာခတ်တော်ပြောရရင်တကယ်ဒီမိုကရေစီကိုယုံကြည်ချက်မရှိတဲ့အစိုးရတွေအဖွဲ့အစည်းတွေပဲဖြစ်တယ်လို့ပဲဒီမှာပြောပြတယ်ဒါကြောင့်ကျမတို့အဖွဲ့ချုပ်ကတော့တတ်နိုင်တဲ့ပြည်သူကကျမတို့ရဲ့မူဝါဒတွေကိုနားလည်သိရှိပြီးတော့ထောက်ခံနိုင်အောင်လို့စ조사ပါတယ်ဒီလိုစ조사တဲ့နေရာမှာလဲကျမတို့တော်တော်လေးအောင်မြင်ခဲ့တယ်လို့ကျမပြောချင်ပါတယ်ဒီလိုအောင်မြင်နေဆိုတာလဲကျမတို့အဖွဲ့ချုပ်ဟာဒီမှာအနေစတင်ပြီးတော့ထူထောင်တဲ့အဖွဲ့ချုပ်ဆိုပေမဲ့လဲတိုင်းရင်းသားတွေပါဝင်ရေးကိုကျမတို့အင်တာမအလေးထားပါတယ်တိုင်းရင်းသားတွေပါဝင်မှကျမတို့နိုင်ငံဟာတကယ်ပြည်တော်စုစိတ်ဓာတ်ကိုရောင်ပြဟတ်တဲ့တကယ်ပြည်တော်စုစိတ်ဓာတ်ကိုအဓိပ္ပာယ်ဖော်နိုင်မဲ့ပါတီဖြစ်မယ်ဖွဲ့ချုပ်ဖြစ်မယ်လို့ကျမတို့ယုံကြည်လို့ပါဒါကြောင့်တိုင်းရင်းသားများအနေနဲ့ကျမတို့ဖွဲ့ချုပ်နဲ့အတူပါဝင်ပြီးတော့လှုပ်ရှားစေခြင်းနဲ့ကျမတို့ဖွဲ့ချုပ်နဲ့အတူဒီဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက်ကိုစ조사ပေးစီချင်ပါတယ်အဲ့တော့အဲ့လိုပြောစ조사တဲ့နေရာမှာကျမတို့ကလေးတွေကိုလည်းပါစီချင်ပါတယ်ကလေးတွေအနေနဲ့မိမိတို့ရဲ့ဆန္ဒကိုလူကြီးတွေသိအောင်လို့လုပ်ပေးစီချင်တယ်ဆော့နေပြီးတော့နားမထောင်နေတော့နောက်လုပ်ပေးလို့ရမှာမဟုတ်ဘူးနော်အဲ့တော့ကလေးတွေကဆော့လဲဆော့ပါကလေးဆိုတော့ဆော့မှာကျမတို့မိတ်ဆွေတွေကတယောက်ရှိပါတယ်သူကအမြဲပြောတယ်
ငယ်ငယ်တုန်းကမဆိုးတဲ့ကလေးဆိုရင်နဲ့ကြီးလာလို့ရှင်ဆိုးတယ်တဲ့အဲ့တော့ကလေးတွေဆော့လားဆိုးတာကဲတာကောင်းတယ်တဲ့အားပေးရမယ်တဲ့ပြီးတော့ကျမတို့ကလေးတွေကိုကျမအားပေးချင်တာဆော့နိုင်တော့ဆော့ပါဆော့ရမယ်အရွယ်မှာဆော့ပါဒါပေမဲ့တစ်ချိန်တည်းမှာလဲစာကြိုးစားကြပါပညာတတ်အောင်လို့ကြိုးစားကြပါကလေးတွေကြီးလာလို့ပညာတတ်မှကိုဖြစ်ချင်တဲ့လူမျိုးကိုဖြစ်မှာငယ်ငယ်တည်းကကိုဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာလဲစဉ်းစားကြပါအမြင့်ဆုံးကိုဥတည်ပါကိုတတ်နိုင်တဲ့လောက်အင်တာမတန်ဖိုးရှိတဲ့လူဖြစ်လာအောင်လို့ကလေးတွေအနေနဲ့ကြိုးစားပါကြိုးစားဖို့အချိန်နဲ့အများကြီးရှိတယ်လူကြီးတွေကြတော့အချိန်သိပ်မရှိတော့ဘူးကျမတို့ဆိုလို့ရှိရင်ပြောရမယ်ဆိုရင်အချိန်သိပ်မရှိတော့ဘူးပေါ့လူငယ်တွေကကလေးတွေဆိုလို့ရှိရင်ရှေ့မှာဟလာ10နှစ်မကဘူးအနည်း60 90 80လောက်တော့မှရှိနိုင်သေးတယ်အဲ့တော့အဲ့ဒီအတော်အတွင်းမှာကိုဘယ်လိုလူမျိုးဖြစ်ချင်လဲကိုယ့်ရဲ့နိုင်ငံကိုဘယ်လိုနိုင်ငံမျိုးဖြစ်စေချင်လဲဆိုတာကိုကလေးတွေကိုစဉ်းစားစီချင်ပါတယ်ကလေးတွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်ဒီမှာတော့နိုင်ငံအတွက်အင်ပဒါမတံပိုးရှိတဲ့လုံရတစ်ခုကဘာလဲဆိုတော့ကျမတို့ချင်းချင်းမေတ္တာပွားအောင်လို့လုပ်နိုင်ဖို့ပဲတိုင်းရင်းသားများလူမျိုးများအများစုရှိတဲ့အများကြီးရှိတယ်ကျမတို့နိုင်ငံမှာဆိုလို့ရှိရင်လူမျိုးချင်းမတူပေမဲ့ဘာသာကိုယ်ကွယ်တဲ့ဘာသာချင်းမတူပေမဲ့ပြောဆိုတဲ့စကားချင်းမတူပေမဲ့ကျမတို့ဟာတူညီတဲ့မေတ္တာနဲ့ပေါင်းစည်းလို့ရပါတယ်ဒါကြောင့်ကလေးများဟာငယ်ငယ်ကလေးကနေပြီးတော့မေတ္တာထားတတ်တဲ့စိတ်ကိုပွားများကြပါကျမတို့ဒီပြည်နယ်မှာဆိုလို့ရှိရင်ခရိယန်ဘာသာဝင်တွေအများကြီးရှိပါတယ်ခရိယန်ဘာသာဝင်များဟာဘုရားသခင်ဟာချစ်ချင်းမေတ္တာပဲလို့ပြောလို့ရှိပါတယ်ဒါကျမတို့ကငယ်ငယ်ကလေးကလည်းကျမတို့ဒါသင်ရပါတယ်ဘုရားသခင်ကချစ်ချင်းမေတ္တာပဲဆိုတာဟာအတိတ်ပဲကစဉ်းစားကြည့်မယ်ဆိုရင်ချစ်ချင်းမေတ္တာဟာဒီကဘာကြီးမှာတန်ဖိုးရှိဆုံးအရာပဲဖြစ်ပါတယ်အဲ့တော့ကျမတို့တိုင်းရင်းသားများအားလုံးကြားမှာချစ်ချင်းမေတ္တာပွားများနိုင်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံကြီးဟာအင်တာမတာယာတဲ့နိုင်ငံဖြစ်လာမှာပါ။နောက်မေတ္တာအစစ်ဆိုတာလေကိုယ့်ဘက်ကိုကြည့်တာမဟုတ်ပါဘူး။သူ့ဘက်ကိုကြည့်တာဖြစ်ပါတယ်။အဲ့တော့ကျမတို့အားလုံးဟာမေတ္တာပွားများမယ်ဆိုရင်ကိုယ့်အတွက်ပဲမကြည့်ဘဲနဲ့တခြားလူတွေအတွက်ကြည့်တာကြောင့်မလို့ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုလိုချင်တာကိုဖြစ်စေချင်တာကိုပဲမကြည့်ဘဲနဲ့တစ်ဖက်သားရဲ့စိတ်ချမ်းသာမှုတစ်ဖက်သားရဲ့လိုအပ်ချက်တွေစိတ်လိုနေတာတွေအဲ့ဒါတွေကိုပဲကျမတို့ကြည့်ပြီးတော့လုံးမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့နိုင်ငံဟာအင်တာမတာယာတဲ့နိုင်ငံဖြစ်မှာပါဒါကြောင့်ဘယ်ဘာသာပဲကိုယ်ပဲချစ်ချင်းမေတ္တာကိုအလေးထားတာမမှားပါဘူးဘယ်ဘာသာမှာပဲမဆိုချစ်ချင်းမေတ္တာကိုတန်ဖိုးထားကြပါလေအဲ့ဒါကြတော့အားလုံးကအတူတကွသဘောတူညီနိုင်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်လူတိုင်းဟာချစ်ချင်းမေတ္တာရဲ့နှွေးထွေးမှုချစ်ချင်းမေတ္တာရဲ့လုံခြုံမှုချစ်ချင်းမေတ္တာရဲ့ခိုင်မာမှုကိုလည်းလိုအပ်ကြပါတယ်ဒါကြောင့်ကျမတို့ဟာတယောက်နဲ့တယောက်လက်တွဲမဖြုတ်စတမ်းဒီနိုင်ငံကြီးဟာစစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုဖြစ်တဲ့အထိဆက်ပြီးတော့ခြိတွက်သွားနိုင်ဖို့ရာခြေလှမ်းတလန်းအနေနဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးမှာဝိုင်းပြီးတော့ကူညီထောက်ခံပေးကြပါလို့ကျမအနေနဲ့မေတ္တာရက်ခံချင်ပါတယ်အဲ့တော့ကလေးတွေကတော့ဘယ်လိုထောက်ခံပေးမလဲတော့မသိဘူးကလေးတွေလည်းအလံကလေးတွေနဲ့ပြေးပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပေးပါလို့ပြောလို့ရှိရင်ကောင်းမှချင်တယ်အဲ့ဒီနည်းနဲ့ကလေးတွေကလည်းကူညီပါလူကြီးတွေကတော့ထိရောက်ပို့ပြီးတော့လူကြီးဆန်တဲ့နည်းတွေနဲ့ကူညီပေးပါကလေးတွေတော့လူကြီးတွေကလုံနိုင်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့လုပ်ငန်းကြီးဟာအောင်မြင်မယ်လို့ကျမယုံကြည်ပါတယ်။ဒါအခုဆိုလို့ရှိရင်နေကဝင်တော့မယ်။နေဝင်ပြီဆိုလို့ရှိရင်ကျမတို့ဒီမှာဆိုလို့ရှိရင်ပို့ပြီးအေးသွားတယ်။သို့တော့ညာလဲဘာပဲပြောနောက်တစ်နေ့မနေ့ဆိုရင်နေကပြန်ထွက်တာပဲ။ဒီအတိုင်းပဲကျမတို့နိုင်ငံမှာဘယ်ဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဘယ်လူမှုအဖြစ်ဖွဲ့စည်းပါပဲဖြစ်ဖြစ်နေကွယ်တဲ့အချိန်တွေရှိတယ်နေကွယ်တဲ့အချိန်တွေဆိုတာဟာနေရဲ့အလင်းရောင်ကိုနေရဲ့အနှွေးဓာတ်ကိုမရတဲ့အချိန်ပေါ့ညအခါပဲဖြစ်ဖြစ်အဲ့တော့ဆောင်းတွင်းမှာဆိုလို့ရှိရင်နေတာနေရတိုးတယ်ညတာနေရရှိတယ်အဲ့တော့အေးဓာတ်ကများတယ်အမှောင်တဲ့အချိန်တွေကများတယ်သို့တော်ညာလဲຫນွေရောက်တဲ့ခါကျတော့အနှွေးဓာတ်တက်လာတယ်နောက်ပြီးတော့လင်းတဲ့အချိန်တွေကများတယ်ဒီလိုပဲကျမတို့ရဲ့နိုင်ငံမှာရောတခြားလူအတိုင်းဝိုင်းနေမှာရောအချိန်တွေဟာအခြေအနေတွေဟာအမြဲတူတာမဟုတ်ဘူးပို့ပြီးတော့ချမ်းသာတဲ့အချိန်တွေရှိတယ်ပို့ပြီးတော့ဆင်းရဲတဲ့အချိန်တွေရှိတယ်ပို့ပြီးတော့ခက်ခဲတဲ့အချိန်တွေရှိတယ်ပို့ပြီးတော့သာယာတဲ့အချိန်တွေရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်အားလုံးကတူတူလက်တွဲပြီးတော့
ဒီဟာတွေကိုရင်ဆိုင်မယ်ဆိုလို့ရှိရင်ကျမတို့ဘာလို့မှကြောက်စရာမလိုပါဘူးတကယ်တော့ကျမတို့အတိုင်းဝိုင်းမှာကျမတို့နိုင်ငံမှာအကြောက်တရားကင်းဝေးဖို့အကြောက်တရားကင်းမဲ့သွားဖို့ဆိုတာအဓိကကျမတို့အချင်းချင်းညီညွတ်ဖို့အချင်းချင်းနားလည်မှုနဲ့မေတ္တာနဲ့ခိုင်ခိုင်မာမာလွတ်တဲထားဖို့လိုပါတယ်တကယ်ချင်းနှစ်ယောက်ဆိုလို့ရှိရင်ချမ်းတဲ့အခါကျရင်တယောက်လေပြီးတယောက်ဖက်လိုက်တဲ့အခါကျတော့ပို့ပြီးတော့နှွေးသွားသလိုပေါ့ကျမတို့အားလုံးတယောက်ကိုတယောက်လေပင်ဖက်ပြီးတော့ရှေ့ဆက်ပြီးသွားမယ်ဆိုလို့ရှိရင်ဘယ်လိုအန်တယ်မျိုးမဆိုကျမတို့ကြော်လွှားနိုင်မယ်ဘယ်လိုစိန်ခေါ်မှုမျိုးမဆိုအောင်မြင်မြင်နဲ့ရင်ဆိုင်နိုင်မယ်လို့ကျမယုံကြည်ပါတယ်ဒါကြောင့်မလို့ဘယ်လိုခက်ခဲပဲဖြစ်ဖြစ်နေကြီးဟာဝင်သွားပြီးတော့နောက်တစ်နေ့ထွက်တယ်လို့ပဲကျမတို့ဟာအားလုံးတူတူနောက်ဆုံးကြတော့ကြော်လွှားနိုင်ပါစေလို့ကျမအနေနဲ့စန္ဒပြည့်ရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေဘုရားသခင်ကောင်းကြီးပေးပါစေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏သဘောထားကိုပြည်သူများတို့တင်ပြပေးပါတော့ဥက္ကဋ္ဌအောင်ဆန်းစုကြည်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဒီလိုတော့အကြောင်းအရာများကိုမြင်မြန်ချင်းနဲ့ဖြေကြားခြင်းအချိန်ဖြစ်ပါတယ်ရှင်ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့အတွက်ရရှိဖို့အတွက်ဘာတွေလုပ်ရမလဲဘာတွေလိုအပ်တယ်လဲဆိုတဲ့အဖြစ်ဖြစ်ပါပြည်အောင်စုစစ်စစ်ရရှိဖို့ပဲပထမဦးဆုံးတော့ကျမတို့ရဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေတော့ပြောင်းရမှာပဲဒါနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းရုံနဲ့မကဘူးဒီလိုပြည်တော်စုစစ်စစ်ကိုဖော်ထုတ်ပြီးတော့တကယ်အလုပ်ဖြစ်အောင်လုပ်ဖို့ဆိုလို့ရှိရင်ကျမတို့အားလုံးတယောက်နဲ့တယောက်ဆွေးနွေးပြီးတော့တိုင်ပင်တဲ့အလေးအထတွေကိုကျမတို့ရှင်းတောင်းလုပ်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ဘယ်လိုပြည်တော်စုဖြစ်ချင်တယ်လဲဘယ်လိုဥပဒေတွေဖြစ်ချင်လဲဆိုတော့ကျမတို့အားလုံးသဘောတူနိုင်မှာဖြစ်မယ်။အားလုံးသဘောဆိုတော့လူတယောက်နဲ့တယောက်ဆိုလူနှစ်ယောက်တောင်မှသဘောကလုံးဝတူတာမဟုတ်ဘူး။အများကြီးသား60ကျော်ကသဘောတူဖို့ဆိုတာဟာဆွေးနွေးညှိနှိုင်းပြီးတော့တိုင်ပင်တဲ့အလေးအထကိုကျမတို့အားပေးမှရနိုင်မှာပါအဲ့တော့အားလုံးဝိုင်းတို့လိုပြောရင်အားလုံးဝိုင်းစ조사မှာစစ်မှန်တဲ့ပြည်အောင်စုထူထောင်နိုင်မှာဖြစ်ပါတယ်အဲ့ဦးကြီးမောင်ကတော့ဒေါ်ကြီးကြီးကတော့ရှိပါသေးတယ်ကျမဒေါ်ကြီးကြီးကိုပြောလိုက်ပါမယ်မေးတယ်လို့ဦးအောင်ရွှေကတော့တချို့သားသမီးတွေကအကူအောင်ရွှေနဲ့ပဲရှိနေပါတယ်ဒီဟာနိုင်ငံရေးအလုပ်လေမိသားစုတွေတန်းလာခေါ်လို့ပဲဖြစ်တယ်လေယခုလိုလာရှင်းပြတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာပါစေလို့လည်းကျွန်တော်တို့ဆုတောင်းပေးပါတယ်ဒါနဲ့ကျွန်တော်တို့နိုင်ငံရေးအရကျွန်တော်မေးချင်တာကအခုအတိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ဒီမိုကရေစီအဖွဲ့ချုပ်ဟာဒီအရင်ကတည်းကနှစ်ပေါင်း20ကျော်တွဲခဲ့ပြီးတော့လောက်ကင်တာကိုကျွန်တော်ကြားရပါတယ်မြင်ရပါတယ်သိရပါတယ်အားမဲ့ရွေးကျွန်တော်ဗမာစကားပုံရပြောရမယ်ဆိုရင်အိုးစားဖက်ကြီးဖြစ်တယ်လို့ကျွန်တော်သဘောရပါတယ်ဒါဆိုရင်လာမယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တိုင်းနဲ့ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားပါတီတွေဟာကျွန်တော်တို့အချင်းချင်းဝင်ပြီးတော့ပြိုင်ဆိုင်မှုရှိသလားဒါမှမဟုတ်ဦးစားဖက်လို့ပဲတိုက်เสียရှိရင်ဝင်တိုက်မယ်ရเสียရှိရင်အားလုံးဝိုင်းရအောင်လုပ်မယ်ဆိုတဲ့စနစ်လားအဲ့ဒီခုကိုကျွန်တော်ဘယ်ကွယ်သိချင်ပါတယ်ခင်ဗျဒီကိစ္စဟာကျမတို့1990ခုနှစ်ရွေးကောက်ပွဲတုန်းကလည်းဒီအမေကိုနေပြတ်ခတ်ပါတယ်ကျမတို့1988ခုနှစ်ဒီမိုကရေစီရေးတော်ပုံကြီးပေါ်ပြီးတဲ့အခါမှာနိုင်ငံရေးပါတီများဖွဲ့စည်းခွင့်ရတယ်ဆိုတော့နိုင်ငံရေးပါတီများ200ကျော်ကိုထွက်လာပါတယ်အဲ့ဒါလည်းသိပ်ပြီးတော့ထူးဆန်းတာမဟုတ်ပါဘူးပါတီတွေဖွဲ့ခွင့်မရှိတာဟာနှစ်ပေါင်းများစွာရှိပြီဆိုတော့ဖွဲ့ခွင့်ရတာနဲ့ပါတီတွေဖွဲ့ကြတော့တာပဲအဲ့တော့အဲ့ဒီတုန်းကဆိုလို့ရှိရင်လည်းကျမတို့ဟာစကြတဲ့တိုင်းသားပါတီတွေနဲ့မဟာမိတ်ဆွေဖြစ်နေလုပ်ခဲ့တဲ့အခါမှာဒီမိကုန်းမေးကြပါတယ်ဒီလိုဆိုလို့ရှိရင်ပြည်နယ်တွေမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဝင်ပြိုင်မှာလားမဟာမိတ်ပါတီတွေရှိနေလို့ရှိရင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဝင်ပြိုင်သင့်သလားဆိုပြီးတော့မေးကြပါတယ်ဒီတော့ကျမကရှင်းပြပါတယ်ကျမတို့ဟာဒီကိစ္စမှာဆိုလို့ရှိရင်မူအရတော့ဘယ်မှမဆိုဝင်ပြိုင်နိုင်တဲ့နေရာမှာဝင်ပြိုင်ရမှာပဲဘာဖြစ်လို့လဲဆိုတော့ကျမတို့ကအဓိကအတိုက်ခံပါတီဖြစ်တယ်အဲ့ဒီတုန်းကတော့ကျမတို့ကအဓိကအတိုက်ခံပါတီပြောရမယ်ဆိုရင်အုပ်ချုပ်တဲ့အစိုးရဘက်ကရပ်တည်တဲ့ပါတီကတော့အရင်တုန်းကမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီနောက်တော့တဆညဆိုပြီးတော့နာမည်ပြောင်းပြီးတော့ရပ်တည်တဲ့ပါတီပဲဒီတော့တဆညကိုယ်စားလှယ်များဟာတနိုင်ငံလုံးမှာအရွေးခံကြပါတယ်အဲကျွန်မအဲ့တော့စိတ်ဝင်စားစရာကောင်းတာတဆညကိုယ်စားလှယ်တွေတော့ဘလူးအားမှသွားပြီးတော့ပြည်နယ်တွေမှာအရွေးမခံမဲနေပါလားလို့မပြောဘူးကျွန်တော်တို့ဖွဲ့ချုပ်ကိုတော့ပြောတယ်
အဲ့တော့ကျမကပြောတယ်ကျမတို့ကတက်ဆိုင်တဲ့နေရာမှာတာဆာညဝင်ပြိုင်တဲ့နေရာတိုင်းမှာကျမတို့ဝင်ပြိုင်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဟာတနည်းအားဖြင့်ပြောလို့ရှိရင်ပြည်နယ်တစ်နယ်တိုင်းတိုင်းကိုစားပြုတာမဟုတ်ဘူးပြည်တော်စုတစ်ခုလုံးကိုစားပြုတာမလို့ကျမတို့ကဝင်ပြိုင်ဖို့လိုတယ်သို့တော်ညာလဲတချို့မဲဆန္ဒနယ်တွေမှာတော့ကျမတို့ရဲ့မဟာမိတ်တွေနဲ့သဘောတူညီမှုယူပြီးတော့လုံးအသိရင်လည်းလုံးမယ်လို့ကျမတို့ပြောခဲ့ပါတယ်အဲ့ဒီတိုင်းပဲကချင်ပြည်နယ်ကရင်ပြည်နယ်မှာဆိုလို့ရှိရင်တချို့နေရာတော့ကရားမှာပေါ့နော်တချို့နေရာတွေမှာကျမတို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တိုင်းသားပါတီများသဘောတူညီမှုယူပြီးတော့အဖွဲ့ချုပ်ကဝေမရှင်ခဲ့တဲ့နေရာတွေလည်းရှိပါတယ်ဒါပေမဲ့ကျမပြောရမယ်ဆိုလို့ရှိရင်ပြည်နယ်တွေမှာဆိုလို့ရှိရင်တိုင်းသားပါတီတွေကအမြဲပဲအောင်မြင်မှုတွေများပါတယ်1990ခုနှစ်တုန်းကလည်းဒီလိုပဲအထူးသဖြင့်2010မှာဆိုလို့ရှိရင်ဘယ်ဗမာပါတီမှမတိုးနိုင်ဘူးဒါအဲ့တော့ NLD ကလည်းဝင်ပြီးတော့မရှင်ပြိုင်တဲ့အခါမှာဘယ်ဗမာပါတီကမှမတိုးနိုင်ဘူးဆိုတော့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ဆိုင်လို့ရှိရင်ပေါ့မတိုးနိုင်တဲ့အချိန်မှာတိုင်းရင်းသားပါတီများဟာမိမိတို့ရဲ့ပြည်နယ်တွေမှာအောင်မြင်မရှိတာကိုကျွန်တော်တွေ့ခဲ့ရပါတယ်ဒီတော့ကျမကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြည်ထောင်စုနိုင်ငံရေးဆိုပြီးတော့လုပ်နေလို့ကျမတို့ရဲ့တိုင်းသားညီကိုမောင်နှမများရဲ့ပါတီများဟာစိုးရိမ်စရာမရှိပါဘူးလို့ကျွန်မပြောပြစီဒီနေ့အာတီစုတခုတင်ပြခြင်းဟိုကျွန်တော်ဟောဆရာကြီးဦးစုမြင့်ရဲ့ပြည်ထောင်နိုင်ငံရေးတင်သားဒီမိုကရေစီအခြေခံသဘောတရားများတင်သားများကိုကျွန်တော်ဒီပေါင်ပေါ်ရီတာဒီမှာဟောပို့ချပြီးဖို့အာတီစုဒီနဲ့ပြောကြပြီးဖို့မိတဲ့အခါဒီမှာကျွန်တော်နေဘယ်ဥဆုံးမြင်ကိုပြောတာပါလေဟိုပြည်ထောင်နိုင်ငံရေးတင်သားပို့ချပြီးတဲ့ဆရာကြီးအော်ပြည်တာဟုတ်ကဲ့ကျမတို့ကအဲ့တော့အဖွဲ့ချုပ်အနေနဲ့လည်းဒီလိုပဲနိုင်ငံရေးတင်သားတွေလွတ်စေခြင်းနဲ့ဆိုလို့ရှိရင်เนาะကျမတို့ဒီအဖွဲ့ချုပ်ကဒီချင်းပြည်နယ်ကကျမတို့အတောင်ဝင်ကနေနဲ့ဆွေးနွေးပြီးတော့အဲ့လိုတင်သားတွေလုပ်ပေးပါမယ်ဒီလိုနောက်ပြီးတော့လည်းတခြားတင်သားတွေစိတ်ဝင်စားတာတွေရှိလို့ရှိရင်လည်းကျမတို့တင်ပြပါကျွန်တော်တတ်နိုင်တယ်များစူးစမ်းပြီးတော့ဒီလိုဟာမျိုးတွေကိုအစီအစဉ်ပေးပါမယ်ဒီလိုအကြံပြုတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်တယ်နောက်ကနေ့ရောက်မေးခွင့်ရပါအောင်မယ်ဒီနိုင်ငံမှာကျောင်းသားတွေနဲ့အစိုးရဝန်ထမ်းတွေနိုင်ငံရေးတွေမပတ်သက်ရဘူးဆိုတဲ့ပုံမှာအန်တီဆွမျိုးကျွန်တော်လည်းကျမလုံးဝသဘောမတူဘူးကျောင်းသားတွေနိုင်ငံရေးမပတ်သက်အောင်ဆိုဘာလို့မပတ်သက်ရမှာလဲပတ်သက်ရမှာပေါ့ဝန်ထမ်းတွေကမပတ်သက်ဘူးဆိုတာကတော့အဲ့ဒါတော့2မျိုးရှိပါတယ်ဝန်ထမ်းတွေဟာမိမိတို့ရဲ့အလုပ်တာဝန်တွေကိုအလွဲသုံးစားမလုပ်ရဘူးမိမိတို့ရဲ့ယာဒူးနေရာကိုအလွဲသုံးစားမလုပ်အောင်ပြောရမယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေဟာမိမိတို့ဆိုပါတော့ဝန်ထမ်းတွေမှာညွှန်ကြားရေးညွှန်ချုပ်တယောက်ကမိမိတို့သူညွှန်ချုပ်အောက်ကလူတွေကိုသူထောက်ခံတဲ့နိုင်ငံရေးပါတီကိုမှထောက်ခံရမယ်မဲပေးရမယ်စသဖြင့်အဲ့လိုနိုင်ငံရေးတော့မလုပ်အောင်ဌာနအတွင်းမှာမလုပ်အောင်ဒါပေမဲ့အလုပ်ပြင်ပမှာတော့လုပ်ပိုင်ခွင့်ရှိရမယ်အလုပ်ပြင်ပမှာဆိုလို့ရှိရင်ပါတီဝင်ရင်ဝင်ထားနိုင်ရမယ်ဒီပါတီအလုပ်တွေကိုတော့အလုပ်ခွင့်တွင်းနဲ့ကိုမယူခဲ့ရဘူးကျောင်းသားတွေနိုင်ငံရေးမလုပ်ရဘူးဆိုတာတော့ဒါကျမတို့နိုင်ငံကိုဒီမိုကရေစီနိုင်ငံမဖြစ်စေချင်တဲ့လူတွေကပြောတဲ့စကားပါကျောင်းသားတွေနိုင်ငံရေးမလုပ်ဘူးလူငယ်တွေနိုင်ငံရေးမလုပ်ဘူးဆိုရင်ကျမတို့ဒီမိုကရေစီမထွန်းကားနိုင်ပါဘူးအဲ့တော့ကျမတို့အဲ့ဒါကိုလုံးဝဆန့်ကျင်ပါတယ်လို့ပြောကျောင်းသားတွေနိုင်ငံရေးလုပ်ကြပါနိုင်ငံရေးသိအောင်ကြိုးစားကြပါကျွန်တော်တို့ဖွဲ့စည်းပုံခြေခံဥပဒေပြင်မယ်ဆိုတော့ဟို NLD ပါတီကနေပြီးတော့လေလူထုစည်းဝေးပွဲတွေလုပ်ပြီးတော့ဆန္ဒသဘောထားထောက်ခံတယ်လူထုစည်းဝေးပွဲကလည်းရာခိုင်နှုန်းအများစုကတော့ပြင်ဆင်ဖို့ပဲသဘောတူကြတယ်ဒါပေမဲ့လည်းခြေခံဥပဒေကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါကျတော့ဖန်စနစ်မှာပါတာဒီ85ခန်းလုံးကျော်လေထောက်ခံရမယ်အရင်ဆုံးရာခိုင်နှုန်း20ကတင်ပြမယ်85လုံးကျော်ထောက်ခံရမယ်ပုံမှန်တွေလိုက်ပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်ပြင်မယ်ဆိုတဲ့သဘောထားရရုံနဲ့အမေစုတို့ဘယ်လိုဆက်ပြီးတော့လုပ်လို့ရမလဲဆိုတာရယ်ပြီးတော့ကျွန်တော်တို့ဒီတစ်ခေါက်ခြေခံဥပဒေကစုစုပေါင်း400ကျော်ရှိတဲ့အထဲမှာတစ်ခေါက်ပြင်တိုင်းတစ်ခုပဲပြင်လို့ရတာလားတစ်ခါတည်းအားလုံးပြင်လို့ရမရရင်နောက်ပြီးတော့ကျွန်တော်နားလည်ထားတာကတော့အစိုးတစ်ခုတင်သွင်းရင်တစ်ခေါက်ပဲရတယ်တစ်ခုပဲပြင်လို့ရတယ်ဆိုတော့ကျွန်တော်ဘယ်ရှင်တိပြင်လို့ရမှာလဲဆိုတဲ့ဥစ္စာလေးကိုပြီးရှင်တော့အခုဆိုလို့ရှိရင်ကျမတို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုတကယ်ပြင်နိုင်ဖို့ဆိုလို့ရှိရင်တမတော်ကသဘောတူမှာဖြစ်မှာပါဒီတော့ဒါဟာအဓိကတမတော်သဘောတူအောင်လို့ကျမတို့ကလုပ်ယူရမှာပါဒီလိုတမတော်သဘောတူမှပြင်နိုင်မယ်ဆိုတဲ့
အနေထားကိုကတမတော်နဲ့ပြည်သူကြားမှာစိတ်ဝင်းကွက်အောင်လုပ်ထားလို့ကျွန်မအဲ့လိုပဲယူဆပါတယ်ဒီတော့တမတော်အနေနဲ့တကယ်တော့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဆိုတာဟာပြင်ရဲမပြင်ရဲဟာအများပြည်သူရဲ့သဘောထားအတိုင်းဖြစ်ရမယ်ဆိုတာလက်ခံလိုက်ပြီဆိုလို့ရှိရင်ဒီတကယ်ပြုပြင်ပြောင်းလဲရေးဟာအင်မတန်လွယ်သွားမှာပါနောက်ဆုံးတော့ဆန္ဒပါပဲဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာစာရွက်တစ်ခုပါပဲဒီထက်မှပါတဲ့ဘယ်လိုပုံစံနဲ့ပြင်ရမယ်ဆိုတာကိုကျမတို့စပြီးပြင်ရမှာပါဒီ95ရာခိုင်နှုန်းကနေပြီးတော့သဘောတူမှပြင်ရမယ်ဆိုတဲ့အချက်ကိုကျမတို့စပြီးပြင်ရမှာဒီတစ်ချက်ကျမတို့ပြင်လိုက်နိုင်ပြီဆိုကြတဲ့တခြားဟာတွေကပြင်ဖို့ကအင်မတန်မှလွယ်သွားမှာပါ။ဒါဆန္ဒရှိလို့ရှိရင်ဖြစ်နိုင်ပါတယ်။ကျမကနေပြီးတော့ပြည်သူလူထုကိုတိတ်တိတ်ချာချာလေ့လာစေချင်ပါတယ်။ဘယ်သူတွေကဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်စေချင်တာလဲ။ဘာဖြစ်လို့မပြင်စေချင်တာလဲ။ကျမအမြင်မှာတော့မပြင်စေချင်တဲ့လူတွေကတော့တကယ်စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုမလိုချင်လို့ပဲကျမရိုးရိုးပဲကျမတို့ဒီလိုပဲပြောချင်ပါတယ်။ဒါကြောင့်မလို့ပြည်သူလူထုရဲ့ထောက်ခံမှုကျမတို့လိုတာပါ။ကိုပြောင်းရမယ်ပြောင်းတယ်ဆိုတဲ့နေရာမှာလေနော်ပြင်ဆင်တဲ့နီလန်းရှိတယ်အသစ်ရေးတဲ့နီလန်းရှိတယ်ပြင်ဆင်မယ်ဆိုရင်ပုံမှန်436မှာဥပဒေအတိအကျရှိတယ်ပြင်ဆင်ဖို့နိုင်ငံရေးဆိုင်ရာသဘောတူညီချက်တွေလည်းရပြီးပြီလွှတ်တော်ထဲမှာတောင်ကျွန်တော်တို့ပြင်ဆင်ဖို့ကော်မတီတွေဖွဲ့ပြီးပြီကဲဒါဆိုအသစ်ရေးမယ်ဆိုရင်ရောအသစ်ရေးမယ်ဆိုရင်အသစ်ရေးပြီးတင်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေအများကြီးပဲရှိတယ်ဘာဖြစ်လို့လဲဆိုတော့30ရာဘယ်နေရာစသုံးရမလဲဆိုတော့ဥပဒေမရှိလို့ပဲเนาะဒီတိုင်းပဲနိုင်ငံရေးနီးလန်းဆိုတာသဘောတူညီချက်တွေကစရတယ်ဟာဟဲ့လားတိုင်းရင်းသားအချင်းချင်းသဘောတူညီချက်ဟဲ့လားတိုင်းရင်းသားတွေနဲ့နိုင်ငံရေးပါတီသဘောတူညီချက်နိုင်ငံရေးပါတီနဲ့အစိုးရနဲ့သဘောတူညီချက်အစိုးရနဲ့တပ်မတော်နဲ့သဘောတူညီချက်တွေအများကြီးလိုတယ်အဲ့ဒီလိုလုပ်ဖို့ဆိုတာအများကြီးလိုသေးတယ်သဘောတူညီချက်ရဖို့ဆိုတာအဲ့တော့ဒီဟာကိုအသစ်ဆွဲမယ်ဆိုရင်ဟာအဲ့ဒီလိုနိုင်ငံရေးနီးလန်းမရှိဘူးဥပဒေနီးလန်းမရှိဘူးဒါဆိုဇွတ်လုံမယ်ဆိုရင်နော်တယောက်လုံးရဲ့တယောက်ကမကျင့်တတ်မှုဖြစ်မယ်မကျင့်တဲ့တင်းမာမယ်တင်းမာရင်ပရိပက္ခဖြစ်မယ်ပရိပက္ခဖြစ်ရင်ကျွန်တော်တို့တိုင်းပြည်မငြိမ်မသက်ဖြစ်မယ်ပေါ့နော်မငြိမ်မသက်ဖြစ်ရင်ဒီနေ့အခုလိုကျွန်တော်တို့ပြောနေတဲ့အခွင့်အရေးတွေတောင်ပြန်ပြီးတော့ဆုံးရှုံးသွားနိုင်တဲ့အခက်အခဲတွေရှိနိုင်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အခုကြွရောက်လာတဲ့ပြည်သူတွေကနေပြီးတော့နော်ပြင်ဆင်တဲ့နီလန်းကိုဒီနေ့တိုင်းပြည်အတွက်နော်ပြင်ဆင်တဲ့နီလန်းသုံးသင့်သလားအသစ်ဆွဲတဲ့နီလန်းသုံးသင့်သလားဆန္ဒကျွန်တော်ကမေးချင်တယ်မေးလိုက်လို့ဟလာပြင်ဆင်တဲ့နီလန်းကိုသုံးသင့်သလားသုံးသင့်တယ်လို့ယုံကြည်တဲ့လူတွေလက်ထောင်ပါသူလက်ထောင်ပြလိုက်ပေါ့နော်အဲ့တော့ပြီးရင်အသစ်ဆွဲခြင်းတဲ့လူတွေဟလာအသစ်ဆွဲမှဒီနေ့တိုင်းပြည်အတွက်အကျိုးဖြစ်မယ်လို့မြင်တဲ့လူတွေဆန္ဒပေးပါဆိုရင်လက်ထောင်ပြပေါ့နော်အဲ့တော့ကျွန်တော်အခုစပြီးတော့အခုကြွရောက်လာတဲ့နော်ကျွန်တော်တို့တိုင်းသားညီကိုတွေပြည်သူတွေအားလုံးကိုမေးပြရစီဒီနေ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုနော်ပြင်ဆင်တဲ့နီလန်းအသုံးပြုမှသာကျွန်တော်တို့တိုင်းပြည်အတွက်ဒီနေ့လက်တွေ့အကျိုးဖြစ်နိုင်မယ်လို့ယုံကြည်တဲ့လူတွေလက်ထောင်ပြီးဆန္ဒပြုကြပါခင်ဗျာလက်တွေမြောက်ပြီးတော့ဆန္ဒပြုကြပါခင်ဗျာဟောနောက်တစ်ခုမေးပါမယ်ဒီနေ့တိုင်းပြည်အတွက်လက်တွေ့ကြအကျိုးရှိဖို့အတွက်ဆိုရင်ပြင်ဆင်တဲ့နီလန်ထက်ပေါ့နော်အသစ်ရေးဆွဲတဲ့နီလန်ကသာလျှင်အကျိုးဖြစ်လိမ့်မယ်လို့နော်ဒီနေ့တိုင်းပြည်အတွက်အကျိုးဖြစ်လိမ့်မယ်လို့ယုံကြည်တဲ့လူတွေအသစ်ကိုယုံကြည်တဲ့လူတွေနော်လက်ထောင်ပြီးဆန္ဒပြုကြပါခင်ဗျာအသစ်နော်အသစ်စောစောကပြင်ဆင်တဲ့နီလန်ကိုဆန္ဒပြုပြီးပြီအခုအသစ်ရေးဆွဲတဲ့နီလန်းသားလင်းကြိုက်တယ်ဆိုတဲ့လူတွေနော်ဒီနေ့တိုင်းပြည်အတွက်အကျိုးဖြစ်မယ်လို့ယုံကြည်တဲ့လူတွေလက်ထောင်ကြပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့တော့အခုကြွရောက်လာတဲ့လူတွေနော်ခံမှန်းကြအားဖြင့်အခုကြွရောက်လာတဲ့လူတွေတဲကနေပြီးတော့ဒီနေ့တိုင်းပြည်အတွက်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်တဲ့နီလန်းနဲ့ပြုလုပ်မှသာအကျိုးဖြစ်မယ်လို့ဆန္ဒပြုတဲ့လူတွေဟာနော်69ရာခိုင်နှုန်းလောက်ရှိပြီးတော့နော်အသစ်ရေးဆွဲတဲ့နီလန်းနဲ့သာဟလား2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဟလားပြောင်းလဲသင့်တယ်လို့ဆန္ဒပြုတဲ့လူတွေဟာဒီနေ့ကြောရောက်လာတဲ့လူတွေထဲမှာရာခိုင်နှုန်းအဖြစ်300ရာခိုင်နှုန်းပဲရှိတယ်ဆိုတာ
တွေ့ရပါတယ်အဲ့ဒီအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးဟလားနော်အခုလိုနော်ရင်းရဲတင်းနဲ့ကိုယ့်ရဲ့ဆန္ဒတွေကိုဆန္ဒပြုလုပ်ရတဲ့အတွက်အင်မတန်မှခင်ဗျားတို့ကိုယ်တိုင်နိုင်ငံရေးမှာပါဝင်ပတ်သက်ပြီးတော့နော်ခင်ဗျားတို့ဒီမိုကရေစီကြကြကိုနိုင်ငံရေးမှာပါဝင်ပတ်သက်တဲ့လူတွေဖြစ်သွားပြီဆိုတဲ့အတွက်လည်းအင်မတန်ဂုဏ်ယူဖို့ကောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအခမ်းအနားပြီးဆုံးကြောင်းကြီးညာပါတယ်ရှင်ကလေးလေးဆောင်းမအောင်ကြပါစေပညာတတ်တွေဖြစ်ကြပါစေအားလုံးဘုရားသခင်ကောင်းကြီးပေးပါစေအာမင်ဘုရားမမေလူလူကောင်းဆောင်မေစုနဲ့အဖွဲအခုလိုအော်ပြောပွဲမှာလာရောက်ပါပြီငါထောင်တဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ